1980ဝန်းကျင်ကာလပေါ်ဗျာတို့ညာဒေသဘက်မှာလူတိုင်းကြောက်ရတဲ့နေရာတစ်ခုရှိတယ်ဗျမြိုင်းလို့ခေါ်တဲ့တောအုပ်ကြီးနေရင်းကြောင်တောင်တယောက်တည်းမတော်ရကြတဲ့နေရာအဲဒီတောအုပ်ဆက်မှာကုန်းတန်းလေးတစ်ခုလည်းရှိတယ်ဗျလူတွေကတော့တရေကုန်းလို့ခေါ်ကြတာပေါ့ဘာလို့လဲဆိုတော့အဲဒီကမီးတကြိုဆက်တွေမရှိသေးတော့လူတွေရင်အဲဒီကုန်းမှာပဲတွားပြီးတော့မီးရှို့ကြတာကိုလူတွေကောင်းတွေစားဖို့နေတဲ့တိရစ္ဆာန်တွေကလည်းတိတ်ကိုကြမ်းကြတာကြောင်ဆုံးတွေခွေးဆုံးတွေရောရင်းနဲ့တောင်ကြောချမ်းလာတယ်လို့ပဲဗျဒီဇလန်လေးကတော့အဲ့ဒီတရေကုန်းမှာဖြစ်ပျက်ခဲ့တဲ့ကြက်သီးထားပွဲအဖြစ်အပျက်တစ်ခုပါပဲဇလန်လေးရဲ့အစကတော့ထွန်ဝင်းဆိုတဲ့လူငယ်လေးတယောက်သူ့ဇာတိမိကိုပြန်ရောက်လာတဲ့အချိန်ကနေစာရမှာပေါ့ဟာဗျာရွာကိုပြန်ရောက်လာတာစိတ်မတန့်လိုက်တာအိုးလေးတမောင်ဆုံးမီဆိုတဲ့တင်းနှံစာရကလေးကမျက်လုံးအောက်ကအထိတ်ထိတ်အလန့်လန့်ပဲရွာလမ်းမကြီးကလည်းခြောက်ကလိုက်တာဗျာနေဘူးချင်းကပြင်းလေဘူးကတိုင်ဖုံလုံးတွေကလည်းရင်ထဲမှာဟာတရာကြီးဖြစ်နေတယ်စိတ်မကောင်းမဖြစ်ပါနဲ့မောင်ထုံးဝင်းရာမဲဦးလေးဦးတင်မောင်ကရွာရဲ့တူပါရလာကြီးပဲလေသူ့အချိန်နဲ့သူရှိပါတယ်ကွာလူဆိုတာဒီနေ့တရားမဲ့အမျိုးတွေကြီးပါပဲဒါပေမဲ့ဗျာဦးလေးတင်မောင်ဒီပုံကစမ်းလွန်းနေဗျာအုတ်ခဲကြပြီးတရားဆိုသူကတူပါရစာလှုပ်လာတာနှစ်ပေါင်းမနေတော့ဘူးဗျာအခုကြမှာဘလို့ဖြစ်ရတာလဲအေးကွာကကြမားဆိုတာတိုက်ကိုစန့်ကြယ်ကိုတင်မောင်ခမသူများအလောင်းကိုမိတကြိုဖို့ပြင်ဆင်နေတော့ကိုရိုင်းအလောင်းကောင်ဖြစ်သွားရရှာတယ်ရွာဦးကျောင်းကမိတကြိုဆက်အစ်ကြီးလေကွာအဲ့ဒါကြီးဖွင့်မဲ့လို့ဖို့ပြင်နေကြတာစက်ကြီးစောက်တာ3လလုံးသူပဲကြည့်ကြက်လှုပ်လာခဲ့တာစက်ကလုတ်တောင်နှိတ်မကြည့်လိုက်ရရှာဘူးဟေးညံစင်ဘောကအုတ်ခက်ကြလာတာခေါင်းတေတေမှန်ပြီးဖုန်းကြီးရှိမှတင်ဝဲချင်းပြီးတေဆုံးသွားကြတယ်အဲဒီလိုနဲ့ထုံးဝင်းတယောက်နာရီအိမ်ကိုရောက်သွားခဲ့ပါတော့တယ်ရွာထဲမှာလည်းတည်င်းတွေကအမျိုးမျိုးထွက်နေတာပေါ့ဦးတမမသေးခင်မနက်ကပဲဟိုဘက်ရွာကဦးစိုးရဲ့နာရီအတွက်မြိုင်တော်အုပ်ထဲကတရေကုန်းမှာထင်းမုံသွားစီပေးခဲ့သေးတာကိုအဲအကြောင်းတရေကုန်းကပရလောကသားတွေများခေါ်သွားလေသလားလို့ပြောဆိုနေကြပါတယ်အခြေအနေတွေရှုံထွေးသွားတာကတော့မိုးတွေပုံဆိုင်လာတဲ့အချိန်မှာပဲကိုင်းချင်းကြီးကတော့မဟန်တော့ဘူးဟေ့မိုးကလည်းအုံလာပြီမိုးရွာရင်ထင်းနေဆိုပြီးမီးရှို့ကခတ်လိုက်မယ်ဦးစိုးလောင်ကိုတောရဲသွားမရှို့နေတော့ရွာဦးကျောင်းကဆက်ထဲမှာပဲတကြိုလိုက်ကြတာပေါ့ကွာလာဟိမြန်မြန်လုပ်ကြဟာဦးရအောင်လုံးလို့ဖြစ်ပါမလားဗျဦးတင်မောင်ကဟိုတောထဲမှာထင်းမုံစီပြီးပြီလေထင်းမုံစီပြီးမှမိမရှို့ပဲဒီတိုင်းထားခဲ့ရင်နမိတ်မကောင်းဘူးဗျရွာကိုကတ်ဆိုးကြလိမ့်မယ်ခြေထုံးလည်းမပင်နဲ့ဈေးသုံးလည်းမကြွယ်နဲ့တယ်နော်အေးငါလည်းအဲ့ဒါတော့တွေးမိသားကွာထင်းမုံစီပြီးမှအလောင်းမတင်ရင်ရွာနာတတ်တယ်ကွာဒါကြောင့်ငါစဉ်းစားထားတယ်။ဘုံမှာထင်းမုံစီးပြီးသားဆိုတော့အဲ့ဒီထင်းမုံမှာအခုလေးတင်ဆုံးသွားတယ်။ဦးတင်မောင်အလောင်းကိုပဲတွားပြီးတော့တကြိုကြတာပေါ့ကွာ။ဒါဆိုရင်ထင်းမုံလည်းအလကားမဖြစ်တော့ဘူး။ရရလည်းခြေပြီးသားဖြစ်သွားတာပေါ့။ဗျာဦးလေးတင်မောင်ကိုတွဲရဲသွားရှို့မယ်ဟုတ်လား။အာမဖြစ်ဘူးလေဦးဝင်းအောင်ရာ။ဘာလို့စက်ထဲမှာမရှို့တာလဲ။ကျုပ်မလိုက်ရဘူး။အဲ့ဒီတရေကုန်းဆိုတာနာမည်ကြားရင်တောင်ကြက်တိထားစရာကောင်းတာဗျာ။မလာရဲလို့ရမလားထုံးရ။ဦးတင်မောင်မှာတာသမီမရှိဘူးလေကွာလူဖြစ်တဲ့မင်းကသူ့ဘယာစာတာဝန်ကိုဆက်ပြီးတော့ယူရမှာပဲမင်းမလို့ရင်ရွာထုံးစံပြက်ကုန်မှာပေါ့ဟေးဖိုးကြီးတင်မောင်ရဲ့တူကတရေကြောက်တယ်ဆိုပြီးတရင်ထွက်ရင်မင်းဦးလေးတိတ်ခါကြကုန်မှာပေါ့ကွာမပူစမ်းပါနဲ့ငါကိုယ်တိုင်လိုက်ခဲ့မယ်မင်းကထင်ထိုးပေးုံပဲကျန်တာငါတာဝန်ထားဒီလိုနဲ့ညနေဆောင်တော့ဦးတင်မောင်ရဲ့အလောင်းကိုထမ်းပြီးတရေကုန်းလို့ခေါ်တဲ့ဒေါ်မြန်အုပ်ထဲကိုထွက်လာခဲ့ကြတော့တာပေါ့လမ်းတစ်လျှောက်လုံးထုံးဝင်းတယောက်ကတော့ခြေထောက်တွေမခံကျင်တော့ပါဘူးဒေါ်လန်ကကျင်းချင်းလေးဘေးပင်ညာမှာဝယုံပင်တွေကအုပ်စိုးနေတော့နေကင်းတောင်မဲမောင်လို့နေခဲ့တယ်ဗျတရေကုန်းရောက်တော့လူတွေပြန်သွားကြပြီထုံးဝင်းနဲ့ဦးဝင်းအောင်နှစ်ယောက်တည်းသာကြံနေကြရပေါ့ကဲထုံးဝင်းကြီးငါတို့နှစ်ယောက်တည်းကြံခဲ့ပြီစိတ်ကိုတင်းထားမင်းကထင်းထိုးရမယ်ငါကဝလုံးနဲ့အလောင်းကိုထိုးပေးမယ်ဘေချာမှတ်ထားနော်မင်းဆိုတော့တောက်တုံးရှိတာပြာချသွားရင်ဘာမှကြောက်စရာမလိုတော့ဘူးဦးလေးဝင်းအောင်ကျုပ်ကြောက်တယ်ဗျာပြန်ရအောင်လားဗျာမီးရှို့ပြီးရင်ပြန်လို့မရဘူးလားဗျာပောက်ကရာတွေမပြောစမ်းနဲ့ကွာမီးကျွမ်းတဲ့အထိစောင့်ရမယ်လေဒီတော့ထဲမှာမြေခွေးတွေကတိတ်ပေါ်တာလောင်းကိုဒီတိုင်းပစ်ထားရင်ကြိုက်စားသွားမှာပေါ့ကွာလူတွေကစကားမပြောနိုင်ပေမဲ့သူ့ခန္ဓာကိုယ်ပျက်စီးသွားရင်ပြန်လာတတ်တယ်ဟာဝိညာဉ်ဆိုတာသူ့ရဲ့ခန္ဓာကိုယ်ကိုတွေ့တာတတ်တယ်ကွာခွေးစားသွားရင်မကျွတ်မလို့ဖြစ်ကုန်လိမ့်မယ်အဲဒီလိုပြောဆိုနေတော့မှတော့မိဘုံကြီးဟာ
တဟုံးဟုံးနေတောက်လို့နေခဲ့ပါတယ်ထုံးဝဲခမမျက်လုံးလေးကလေးကလေးနဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်ရှုလို့နေခဲ့တာပေါ့ဒီလိုနဲ့ည8 နာရီထိုးတဲ့အချိန်မှာတော့အချိန်တွေကပိုပြီးတော့စိုးလာခဲ့ပါတော့တယ်လူသားမိလောင်နံကဝတ်သားကင်လိုဘာလိုနဲ့ညီစောကလည်းနန်းလို့လာခဲ့တော့တာပေါ့အသေးပြုတ်ကြမတက်အနံစိုးကြီးကလည်းဝင်လို့လာခဲ့ပါတော့တယ်ရော့ထုံရင်နည်းနည်းလောက်တော့မော့လိုက်ဒါမှအကျော်ပြေမှာသူ့ဘာရစာလုံးမယ်ဆိုရင်ဒီလိုအရက်ကလေးတော့စွဲမြဲနေမှာကွာဒါမှအာယုံကြောတွေထုံသွားပြီးဘာမှမမြင်ရတော့မှာတော်ပါပြီဗျာကျုပ်မတော့တတ်ဘူးဗျအနံ့ကလည်းနန်းလိုက်တာဗျာဦးလေးဝဲအောင်မျက်လုံးတွေကလည်းမေးနေပြီမိပါနဲ့ဗျာစကားပြောပါဦးကျုပ်တယောက်တည်းကြောက်လုံးလို့ပါဗျအေးပါကွာငါနားထောင်နေပါတယ်မျက်လုံးကဆင်းလာလို့ပါတနေ့ကိုမင်းဦးလေးကိစ္စနဲ့ပြင်ပန်းလာလို့ခဏလေးမေးပါရစီဦးဦးလေးဝဲအောင်အာဗျာသွားပါပြီအဖိုးကြီးကအိတ်ပြောသွားပြီကြည့်ဦးကွာခဏလေးတွင်းကိုဟောက်တောင်ဟောက်နေပြီငါတယောက်တည်းဒုက္ခပါပဲတော်ကြီးကလည်းမဲမောင်နေတာဟိုမှာဘာတန်တွေလဲခြေတန်လိုဘာလိုနဲ့မိဘုံမိမဘာကြီးဟင်မိဘုံမိမမဲကြီးဖုံးဝဲလမ်းကြည့်လိုက်တော့မီးအောင်မေအောက်မှာအရေးမဲကြီးတစ်ခုကိုတွေ့လိုက်ရပါတော့တယ်အဲ့ဒီအရေးကလူလိုမြောက်လိုအဲ့ဒီတတော်ကမိဘုံတဲကပြုတ်ကြလာတဲ့ဥတင်မောင်ရဲ့အယိုးတစ်ချောင်းကိုကောက်ကင်လိုက်ပါတော့တယ်ပြီးတော့မတရားစားလောင်မွတ်တိမ်နေတဲ့ပုံစံနဲ့ကိုခနဲ့ဝါမျိုးလိုက်ပါတော့တယ်ဖေဘာကောင်းကြီးတဲ့အယုကိုကြိုက်ဝါနေတယ်ငါ့ကိုမြင်သွားပြီလားဟိုမငါဘက်ကိုလှည့်ကြည့်နေပြီမျက်လုံးကြီးကလည်းစိမ့်နေတာပဲဟေးဘာကြည့်နေရတော့ကွာညီလေးမင်းရောအကျိုးကိုယူပြီးတော့ဝါစာကြည့်ကြလို့လားအတန်ကြီးကမြေခွေးဦးတန်လိုအကွဲကွဲကြီးပြဘုံဝင်းကိုကြည့်ပြီးလောင်ပြုံးကြီးပြုံးပြလို့နေပါတော့တယ်ရုပ်ရဲ့အဲ့ဒီအကောင်ကြီးကခွေးရသွန်ပြောင်းသွားရောဝင်းတို့ခမအတန်တောင်မထွက်ရဲတော့ပါဘူးဦးဝင်းအောင်ကိုလှုံနှိုးနေခြင်းပေမဲ့လက်တွေကတီတလိုကြီးဖြစ်နေပါတော့တယ်အဲ့ဒီချိန်မှာပဲနောက်ထပ်အတန်ကြီးတစ်ခုကပေါ်ထွက်လို့လာပါတော့တယ်အဲ့ဒီအတန်ကတော့အမိန်ပေးတန်ကြီးပြဟဲ့ကောင်လေးမင်းတို့ကငါအလောင်းကိုခိုးရီလာစားအောင်ဒီတိုင်းလွှတ်ထားကြတာလားကွာငါခန္ဓာကိုယ်ကိုဘယ်ကောင်လာထိရဲတယ်လေခွေးကောင်လေးဖတ်သွားစမ်းအဲ့ဒီတန်ကြီးကဟိန်းထွက်လာတော့မှဟိုခွေးတံမဲကြီးကလန့်ပြက်ပြီးဦးကြောင်ကြောင်နဲ့ထွက်ပြေးလို့သွားပါတော့တယ်။အပြိုင်နဲ့ထဲမှာပဲပတ်ဝန်းကျင်ကခွေးဟူတန်တွေစူညံလို့သွားခဲ့တယ်ဗျ။အဲ့ဒီအတန်တွေကြားမှာတော့အဝင်းအောင်လဲလန့်နိုးလို့သွားခဲ့ပါတော့တယ်။ဟေးထုံးဝင်ဘာဖြစ်တာလဲကွာ။စောကအတန်ကြီးကဘာတန်ကြီးလဲ။မင်းអော်လိုက်တာလားကွာ။မဟုတ်ဘူးဦးလေးဝင်းအောင်ကျုပ်អော်တာမဟုတ်ဘူး။ဦးလေးတင်မောင်းဗျ။သူ့အလောင်းကိုခွေးရီလာစားလို့သူကိုယ်တိုင်ဝင်မောင်းသွားတာ။ဟိုမှာကြည့်မိဘမှာရက်နေတာဦးလေးတင်မောင်မဟုတ်လားဟာတကယ်ပဲဟေးအဖိုးကြီးတင်မောင်တရေချော်ပြီပြေးဟေးထုံးဝင်ဒီနေမှာမနေနဲ့တော့ဦးဝင်းအောင်လေးဖက်နှက်တောင်မစည်းနိုင်တော့ပဲခြေထောက်နဲ့တင်ပါတသားလေးကြောင်ထွက်ပြေးလို့သွားပါတော့တယ်ထုံးဝင်လေးနောက်ကိုတော့လှည့်မကြည့်ရတော့ပဲဦးလဲနဲ့ထွက်ပြေးလို့လာခဲ့တာပေါ့အဲ့ဒီညကသူတို့နှစ်ယောက်ရွာထိပ်ဇဲမှာပဲမိုးလင်းတဲ့အထိထိုင်နေခဲ့ကြပါတော့တယ်မနေ့မိုးလေးတော့မှရွာထဲကိုပြန်ဝင်လာကြပါတော့တယ်လူကြီးသူမတွေကတော့ပြောကြပါတယ်အလောင်းတွေကိုတနေရာထဲမှာဇက်တိုင်မိမတကြိုရဘူးဆိုတာရွာထဲမှာလူသေးမှုတွေထက်ခါမဖြစ်အောင်ကာကွယ်တဲ့အယူအဆတွေပြီးတော့လူသေးပေမဲ့ဝင်းကျင်ကမကျွတ်မလွတ်သေးရင်သူခန္ဓာကိုယ်ကိုသူစောက်ရှောက်တတ်တဲ့ကျွန်တော်အဲ့ဒီညကတကယ်ကြောက်ခဲ့တာဗျဒါပေမဲ့အဲ့ဒီအဖြစ်အပျက်ကတကယ်ပဲကျွန်တော်ကိုပြောင်းလဲပေးလိုက်တယ်အရင်ကတရေကြောက်တဲ့ကျွန်တော်ကအခုတရေမကြောက်တော့ဘူးကျွန်တော်နားလေလိုက်တာကသူ့ဘာရာစားဆိုတာအလောင်းကိုမိရှို့တဲ့သူတတ်မဟုတ်ဘူးဝိညာဉ်မဲ့နေတဲ့ခန္ဓာကိုယ်ကိုနောက်ဆုံးခရီးမှာဒိတ်ခါရှိထွက်ခွာနိုင်အောင်စောင့်ရှောက်ပေးရတဲ့သူရဲကောင်းတွေဆိုတာပါပဲဒိဋ္ဌိဆိုင်ရိုင်းတွေလာကြိုက်တာကိုတားဆီးပေးပြီးဝိညာဉ်တွေကိုကူညီပေးရတဲ့နတ်ကောင်းနတ်မြတ်တွေနဲ့မချပါဘူးဗျာပရိသတ်တို့ကြီးအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ရဲ့ ZMS Ghost Story Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှလည်းစိတ်ဝင်စားစရာကောင်းတဲ့တရေဇလံလေးကိုတင်ဆက်ပေးမှဖြစ်လို့အဆုံးထိကြည့်ရှုပေးကြဖို့အတွက်တောင်းဆိုလိုက်ပါတယ်ဗျကျွန်တော်ကတော့တင်ဆက်သူမာနက်ပဲဖြစ်ပါတယ်တကယ်တော့ကျုပ်တို့လူလောကကြီးမှာ
မြင်မြင်ကိုယ်တွေ့မကြုံပြဘူးတဲ့အရာတွေကိုဒါကလေးချော့ပုံမြင်နေပါလို့ပေါ်ပေါ်တန်တန်တွေးတဲ့ကြတာဟာသဘောတဘာဝပါပဲကျုပ်ကိုယ်တိုင်လေအချင်းကဒီလိုပဲတွေးခဲ့ဘူးတယ်ဗျဒါပေမဲ့တကယ်အရှိတရားကကျုပ်တို့ထင်တာထက်တောင်ပို့ပြီးတော့ကြောက်စရာကောင်းသလိုပို့ပြီးတော့လည်းနှက်ဆိုင်လွန်းလာပါတယ်လောကရီယာလမ်းကိုဒီဇိုင်းမမက်ရှောက်လန်းနေကြပြီးဒီလာသမားပညာနဲ့ပြည့်စုံတဲ့ရဟန်းမြတ်တွေကိုတောင်မှတော့နဲ့ထဲကနာနာဘဝတွေဝิญဉ်စိုးတွေက6လန်စမ်းသပ်ကြတယ်ဆိုတာအခုမှပဲကိုတွေ့သိခဲ့ရပါတော့တယ်သူတို့ပေါ်လာတာဟာအမြတမ်းတောင်းမှုထက်ဒီတော့ရစောက်တည်တဲ့ရဟန်းရဲ့စိတ်ဓာတ်ဘလောက်ခိုင်မာသလဲသိချင်းတရားနဲ့ကိလေသာကိုကြော်ဖြတ်နိုင်တဲ့တမာရီရှိရလားဆိုတာကိုစမ်းသပ်ဖို့အတွက်ပေါ်လာတတ်ကြတာမျိုးဖြစ်တယ်ဗျကျုံနာမဲကတော့စံထွန်းလို့ခေါ်ပါတယ်ကျိုးရဲ့ဇာတိကတော့အညာဒေသဘက်ကပါနေဘူးလေချမ်းထဲမှာကြီးပြင်းလာခဲ့ရတဲ့အညာသားပြီးဘဝကိုကြမ်းကြမ်းတမ်းတမ်းပဲရင်ဆိုင်လာခဲ့ရတယ်ဗျဒါပေမဲ့လူဘဝဆိုတာခါတလေချိုတလဲနဲ့လောကီအပူတွေကများလွန်းလာကြောင်းဒီနေ့တော့ဒီအပူတွေကိုငြိမ်းချမ်းခြင်းလို့ဦးလေးတော်ဆက်သူဆရာတော်ဦးနန္ဒစီမှာရဟန်းဘောင်ဝင်ဖို့အတွက်ခွင့်တောင်းခဲ့ပူတာပေါ့ဒါပေမဲ့ဆရာတော်ကကြိုးကိုစိုက်ကြည့်ပြီးအခုလိုမိတ်လိုက်တယ်ဗျစံထွန်းမင်းမပါရမီဖြည့်ဖို့ထဲဒီကကြံခဲ့တဲ့ဝစ်ကြွေးတွေတချို့ရှိနေသေးတယ်ကွအဲ့ဒီဝစ်ကြွေးတွေကိုစိတ်ကြောဖို့ဆိုရင်မင်းအရင်ဆုံးခရီးထွက်ရလိမ့်မယ်ဒီလိုနဲ့ပဲကြောက်ဟာဆရာတော်မိန်ကြားချက်အတိုင်းအိမ်ပြန်လန်းကိုကြောက်ခိုင်းပြီးဓမ္မခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်ဖုံထူတဲ့လမ်းမတွေကနေတဆင်းစင်းဆိုမှောင်မိုင်းနေတဲ့ဘကိုရိုးမတောတောင်တွေကိုခြေလင်းဖြစ်ကြော်ခဲ့ကြတာပေါ့ကြည်ဘဝမှာပေါက်တဲ့အရေးကြီးဘူးတွေထက်ယနေ့ကအပူတွေငိမ့်ဖို့ကိုပဲအာယုံပြုပြီးတော့ဗုဒ္ဓဘာသာဝင်တို့အထွတ်မြတ်ထားရာဇေဒီပထိုးတွေစီကိုဥတီတို့လာခဲ့ပါတော့တယ်တောတောင်တွေရဲ့ကြားထဲညရဲ့ညနေခရီးနေရင်ကျုပ်ဘဝရဲ့အတိတ်ဘက်ကိုရှာဖွေခဲ့တယ်အမတ်တရားတွေကတော့အခုထိယင်းနေမှာဆက်လက်ရှိနေတော့မှာပဲဒီခရီးစဉ်ဟာပျော်ပွဲစားထွက်တာမျိုးမဟုတ်ပဲကိုယ်စိတ်ကိုပြန်ရှာရတဲ့ခရီးလို့ပြောရင်ပိုတောင်မှမှန်နေပါလိမ့်မယ်တော့နဲ့ထက်မှာနဝေမိုးချုပ်လို့အမောင်တို့ကတော်လုံးကိုကြီးစိုးလာပြီဆိုရင်ဒီလိုတန်တွေကြားမှာဘယ်ကလာမှန်းမသိတဲ့ငုံကြီးတန်လိုဥတန်လိုဝေဘဝအတန်တွေကနားထဲမှာတိုးဝင်လို့လာခဲ့ပါတော့တယ်အဲ့ဒီအတန်တွေကရိုးလေတို့တန်လားဒါမှမဟုတ်ကျုပ်ဝစ်ကြွေးကပဲလိုက်လံ6လန်နေတာလားဆိုတော့ခွက်ချရခက်လို့နေခဲ့တာပေါ့အဲ့ဒီလိုအချိန်မျိုးမှာလူသူကင်းဝေးတဲ့ဒေါတောင်ရဲ့အေးဆက်ဆက်အငွေတက်တွေကကျုပ်ရဲ့ကြောရိုးတဲ့အထိစိတ်တက်သွားစေပြီးကြောက်စိတ်ကြောင့်တကောလုံးကတက်တီမွေးချင်းတွေကလည်းထားလို့နေခဲ့ပါတယ်ညင်တက်လေးလေးအမောင်တို့ကထူလေးလေးဖြစ်ပြီးကျုပ်ဟာကိုယ့်ရဲ့အသက်ရှူတန်းကိုတောင်းပြန်ပြီးတော့ကြောက်နေမိရဲ့ဗျဒါပေမဲ့အဲ့ဒီကြောက်စိတ်ကိုကြော်ဖြတ်နိုင်ဖို့ဒါဟာငါရဲ့ဝေကျွေးပဲလို့စိတ်နှလုံးကိုသွင်းပြီးဖះစာကိုသာအာကိုတကြီးရွဆိုရင်ခြေလန်းတိုင်းကိုခက်ခဲစွာနဲ့လှမ်းခဲ့ရပါတယ်။ညမှာတော့ကျုပ်လည်းကြောက်စိတ်ကိုမအောင်နိုင်တော့ပါနဲ့ဆရာတော်ကြီးကိုအခုလိုရှောက်တင်လိုက်တယ်ဗျ။ဆရာတော်ဗျာတပည့်တော်တခုတော့မေးပြစေဗျာ။မင်းလေးတကားလေးဘာမေးမှလဲ။တပည့်တော်တို့ဘာလို့ရွာနဲ့နီးရဲ့နေရာမျိုးမှာအနားမယူကြတာလဲဗျာ။ရွာနာကတော့ဆက်မှာနားရင်မနဲ့လင်းနာနဲ့စွန့်ခံကြရတော့လွယ်ကူတာပေါ့ဗျာ။အခုတော့ဒီလိုတုံးလက်ထဲမှာအပင်မခံနေရတာဘာကြောင့်လဲဗျာအဲဒီခါမှာတော့ဆရာတော်ကကြုတ်ကိုကြည့်ပြီးတက်ပြင်းတစ်ချက်ချရင်ငြိမ်နေတဲ့လေတန်းနဲ့အခုလိုမိန်လိုက်တာပေါ့ဒီမှာတကားလေးစံတုံးငါသာတက်တောင်တက်တာနေကြရင်တော့ရွာနာကအကြောင်းမှာပဲသတင်းသုံးနေမှာပေါ့အာမင်းကိုဒီလိုလူသူမနီးတဲ့တုတ်တန်တွေတောနက်တွေရဲ့ခေါ်လာရတာကမယံစိတ်ကိုတပြေးပြေးချင်းကြန့်ကန်လာအောင်လေ့ကျင့်ပေးနေတာပဲမှတ်ထားစံထွန်းတကယ်တော်ကြီးမြမဲတဲ့ရောက်သွားရင်အဲဒီမှာလူနေအိမ်ဆိုတာဝေးလို့မိရောက်တော့မင်းမြင်ရမှာမဟုတ်ဘူးအမောင်တို့နဲ့ဘေးအန္တရာယ်တွေပဲရှိတော့တယ်အခုကလေးကစိတ်ကိုမလေးကျင်ထားရင်ဟိုရောက်တဲ့အခါမှာမင်းစိတ်ဖောက်ပြန်ပြီးတော့ယူသွားလိမ့်မယ်ကျမဖေတော့ကအဲဒီလောက်တောင်ကြောက်ဖို့ကောင်းတာလားဗျမင်းအထင်မသိနဲ့တော့နဲ့ထဲမှာလူတွေမမြင်နိုင်တဲ့အရာတွေအများကြီးရှိတယ်ငါတို့ကတရားကျင့်တဲ့ယဟန်တွေတော့လိုက်မုံဆိုးတွေမဟုတ်ဘူးငါတို့မှကိုကကွယ်ဖို့အတွက်တနတ်လည်းမရှိဘူးဓားလည်းမရှိဘူးငါတို့မှရှိတာကတတ်တည်နဲ့တရားပဲတော်တွေမှာတားရတဲ့လိမ့်ဆန်တွေမကဘူးနာနာဘဝတွေနဲ့လေအချိန်မရွေးထိတ်တိုက်တွေ့နိုင်နေကွာဒါကြောင့်မင်းကိုကြိုတင်ပြီးစိတ်ဓာတ်ပြင်ဆင်ခိုင်းနေတာပေါ့တင်မဖေဟာတပည့်တော်မှတ်ထားပါမယ်ဒီလိုနဲ့မနဲ့မိုးလင်းလာတော့ခီးဆက်ဖို့အတွက်အထုပ်ပိုးတွေကိုခတ်တွတ်ပဲပြင်ဆင်လိုက်တာပေါ့ကျတို့ခီးဆက်လာလိုက်တာမြမပြည်ထပ်ပိုင်းက6သွေးပြီးလူသူကင်းဝေးတယ်လွန်ပြင်ကြီးတကူစီကိုရောက်စီလို့လာခဲ့တော့တာပေါ့အဲရီနီယာကတကယ်ကိုမျက်ပင်တပင်တောင်မပေါက်တဲ့ဖုံတော်ကြီးဗျာကောင်းဝင်ကကြာစင်းလာတဲ့နေဘူးရှင်ကပြင်းလွန်းလို့
မြေပြင်ကအပူငွေ့တွေဟာတလက်လက်နဲ့တိမ့်တက်လို့နေခဲ့တာပေါ့တော်ရီကလည်းရှားပါလွန်းတာကြောင့်တခါတလေမှတွေ့ရတတ်တဲ့ဒီအိမ်လေးဟာကျုပ်တို့အတွက်တော့ရတနာတစ်ခုလိုပါပဲဆရာတော်ကြီးကတော့လဲလန်ဟောင်းလေးအတိုင်းဖုံလေးရားထဲမှာဘာမှမဖြစ်သလိုနဲ့တီးတီးငိမ့်ငိမ့်ပဲရှေ့ကနေကြွားချီလို့နေခဲ့တယ်ဗျကျုံမသာပင်မလွန်းလို့အမောတဟိုက်ဖြစ်လို့နေပေမဲ့လည်းဘေးဘက်ဘက်လဲမှာတော့ဘာတမ်းမှမရှိပဲတိတ်ဆိတ်လို့ငြိမ်သက်နေပါတယ်အဲ့ဒီတိတ်ဆိတ်မှုကဘလောက်တောင်ကြီးစိုးတယ်လဲဆိုရင်ကျုံရင်ဘက်တဲကဒရိတ်ထိတ်ခုံနေတဲ့နှလုံးခုန်တန်ကိုတောင်ပြန်ပြီးတော့ကြားနေခဲ့ရတာပေါ့အဲ့ဒီနေရာမှာပဲကျုပ်ဘဝမှာတခါမှမကြုံဘူးတဲ့လူစားနဲ့ဒလန်စရာအတွေ့အကြုံတစ်ခုကိုစတင်ပြီးတော့တွေးလိုက်ရပါတော့တယ်အဲ့ဒါကတော့ခေါင်းပြတ်တစိလို့လူကြီးတွေပြောလေရှိတယ်နာနာဘဝတစ်မျိုးရဲ့၆လံမှုမျိုးပဲဖြစ်တယ်ဗျလွန်ခဲ့တဲ့နှစ်ညလုံးလုံးမှောင်စာပြိုပြီးဆိုတာနဲ့ကျတို့နားနေတဲ့ပတ်ဝန်းကျင်မှာထူးဆန်းတဲ့မီလုံးကြီးတစ်လုံးဟာလေထဲမှာဝဲပြန်နေတာကိုမြင်နေရပါတယ်အဲ့ဒီမီလုံးကြီးဟာပုံမှန်မီလုံးတွေလိုငြိမ်ငြိမ်သက်သက်ရှိနေရမျိုးမဟုတ်ဘဲအထက်အောက်နေကြီးမြင့်ကြီးနဲ့တစ်ပြက်ပြက်တုံခါနေပြီးတကူကူကိုအသက်အတန်းရှားဖွေနေသလိုမျိုးလှုပ်ရှားလို့နေခဲ့ပါတယ်အဲ့ဒီမီလုံးကြီးဟာကျတို့အနားထိကပ်မလာပေမဲ့အဝေးကနေစောင့်ကြည့်နေသလိုမျိုးကြောချမ်းစရာကောင်းလာတယ်ဗျအမောင်ထဲမှာလင်းထိန်နေတဲ့အဲ့ဒီမီလုံးကြီးကိုကြည့်ပြီးကျုပ်လည်းကြောက်စိတ်ကြောက်တကိုယ်လုံးတုံရင်နေမိတယ်လို့ဒါကဘာလဲဆိုတော့စူးစမ်းလိုစိတ်ကလည်းချိလို့နေခဲ့တာပေါ့နောက်ဆုံးမှာတော့မနေနိုင်တော့ပဲဘေးနားမှာတီးတီးငိမ့်ငိမ့်ရှိနေတဲ့ဆရာတော်ကြီးကိုအခုလိုမေးလိုက်ပါတော့တယ်ဆရာတော်ကြီးအဲ့လွန့်ပြန်နေတဲ့မီလုံးကြီးကဘာလဲဗျာအဲ့ဒီခါမှာတော့ဆရာတော်ကအေးဆက်တင်းငင်းစောနဲ့ပဲအတိတ်ကပုံမြင်တစ်ခုကိုပြောပြတော့တာပေါ့အဲ့ဒါကဒီလွန့်ပြန်ကြီးကိုစောင့်ကြည့်နေတဲ့ခေါင်းပြက်ဝင်းကြီးရဲ့အလင်းတန်းပေါ်စံထွန်းရဲ့ရေရခင်ကမောင်ဖိုးတင်နဲ့မောင်ထွန်းသိန်းဆိုတဲ့တငယ်ချင်းအရင်ကောက်ကောက်နှစ်ယောက်ရှိခဲ့ပူတယ်ကွယ်ဒါပေမဲ့တို့နှစ်ယောက်စလုံးကမန်နင်းစည်းဆိုတဲ့အမျိုးသမီးတစ်ယောက်ကိုဆွဲဆွဲလန်းလန်းနဲ့ချစ်မိသွားခဲ့ကြတာပေါ့အဲဒီကနေပဲတန်ရောစင်အချစ်ဟာအမုန်းတရားဖြစ်ပြောင်းလဲလို့သွားခဲ့တယ်ကွာနောက်ဆုံးမှာတော့အချစ်ကြောင့်တငယ်ချင်းချင်းတက်ဖြဲကြရင်နဲ့မောင်ဖိုးတင်ဟာမောင်ထွန်းသိန်းရဲ့ဓာတ်ချက်နဲ့လဲပင်ပြက်ပြီးတော့တေဆုံးသွားခဲ့ရတာပေါ့အဲဒီချိန်ကနေစပြီးအချစ်ဦးကိုမခွဲနိုင်တဲ့မောင်ဖိုးတင်ရဲ့ဝိညာဉ်ဟာဘိုးတယ်မပါတဲ့ခေါင်းပြက်ကြီးနဲ့ညစဉ်ညတိုင်းငိုကြွေးပြီးတော့သူ့ချစ်သူကိုလိုက်ရှာနေတတ်တယ်ဒါပေမဲ့မကြောက်ပါနဲ့သူကခီးသွားတွေကိုတော့အန်တရမပြုတ်ပါဘူးဆရာတော်ကြီးရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့ကြောက်စိတ်တဲ့တစ်ဖက်သားရဲ့နာကျင်မှုကိုကိုချင်းစာမိပြီးမျက်ရည်တောင်ဝဲမိလို့လာခဲ့တော့တာပေါ့သူဘလောက်တောင်နာကျင်နေမလဲဆိုတာကိုကြုံရင်ထဲကနေခံစားမိပါတော့တယ်လောကမှာဝတ်ကြီးဆိုတာတကယ်ကိုကြောက်စရာကောင်းမှလားလို့လေတွေးမိခဲ့တယ်ဗျမနဲ့မိုးလင်းတော့ကြောက်စိတ်ထဲမှာမကောင်းတဲ့ခံစားချက်ကြီးကကြံ့ရင်နေခဲ့ပါတော့တယ်အခုခုကိုလွမ်းစစ်တန်းတာနေသလိုရင်ထဲမှာဟာတာတာကြီးဖြစ်နေရကြောင်းကျုပ်ရဲ့အမူအရာကိုဆရာတော်ကြီးတောင်သတိထားမိသွားခဲ့တော့တာပေါ့တကားလေးစံတော်မင်းမကောင်းဘူးလားကွယ်ကြည့်ရတာတမျိုးဖြစ်နေပါလားအေးမျက်နှာကလည်းအတော်ကိုညှို့နေတာပဲစိတ်ထိကြိုင်နေပုံပဲကွာဘာဖြစ်နေရလဲတင်ပါဖေဟာတပည့်တော်စဉ်းစားမိတာပါလူတွေဟာတည်ဆုံးတဲ့အခါဘာမှယူတော့လို့မရဘူးမဟုတ်လားဗျာဒါပေမဲ့ချစ်ချင်းမြတ်တာမှာအစွဲလန်းကြီးလာရင်တော့တေပြီးသားတောင်အဲ့ဒီအစွဲကဝကြီးတစ်ခုလိုနောက်ကနေထက်ချက်မကွာလိုက်နေတတ်တာပဲလားဖေဟာညကတွေ့ခဲ့တဲ့ခေါင်းပြတစ်စီကြီးရဲ့အဖြစ်ကိုတွေးကြည့်ပြီးတပည့်တော်စိတ်မကောင်းဖြစ်မိလို့ပါဖေဟာကောင်းပြီသူတစ်ပါးရဲ့စင်းရဲ့ဒုက္ခကိုမြင်တတ်တာဟာတရားရဲ့အစာပဲကဲပစ္စည်းတွေသိမ်းတော့ငါတို့တကယ်တောနဲ့ကြီးတဲ့ကိုဝင်ကြတော့မယ်တို့ဟာအညာလွန်မြင့်ကနေဆက်လက်ထွက်ခေါ်လာပြီးလောဝက်စံကျင်မှုတွေပေါများလာတဲ့ရိုးမတောင်ကြီးစီကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။အဲဒီနာကရွာသားတွေဟာကျုပ်တို့ကိုမြင်တာနဲ့အလွန်တရားထက်သန်စွာနဲ့ဒေခါကြောက်တွေစံနေစားတွေကိုအလူအရက်လာရောက်ပြီးတော့ကတ်လူကြတယ်ဗျ။တို့ဟာအလူတနာပြုတ်နေကြပေမဲ့မျက်နာတွေမှာတော့စိုးရင်စိတ်တွေကအထင်သားနဲ့ပုံနေခဲ့ပါတယ်။ဒီတော့နဲ့ကြီးတဲ့ကိုညဘက်ဖြတ်သွားတဲ့သူတွေဟာအကောင်အတိုင်းပြန်ထွက်လာနိုင်ခဲ့တယ်လို့တို့ရဲ့မျက်ဝန်းတွေကနေသတိပေးနေသလိုပါပဲတော့နဲ့ထက်ကတစုံတရာကိုကြောက်လန့်နေကြတဲ့တို့ရဲ့အမူအရာတွေကြောင့်ကျုပ်လည်းချစ်စရာမခရီးအတွေ့ရင်ထဲမှာတထိတ်ထိန်နဲ့ဖြစ်လို့နေခဲ့တာပေါ့ဒီလိုနဲ့တော့နဲ့ကြီးတဲ့ကိုဝင်ပြီးတိတ်ဆိတ်မှုကစတင်စိုးမိုးလာတဲ့အချိန်မှာတော့တို့စီကိုမဖိတ်ခေါ်တဲ့ဧည့်သည်တယောက်ရောက်ရှိလို့လာခဲ့ပါတော့တယ်အမောင်တူတွေကနေရုတ်တရက်ထွက်ပေါ်လာတာဟာအုံမင်းရင်ယုံနေတဲ့ဘုံကြီးအိုတပားပါပဲဒါပေမဲ့ထူးဆန်းတာကအဲ့ဒီဘုံကြီးစီကနေထွက်လာတဲ့အနက်ဟာအဝိနန္တမဟုတ်ပဲအလွန်ပြင်းထန်လာတဲ့အပုပ်နံကြီးသာဖြစ်လို့နေခဲ့တယ်ဗျဒီမချိုးရတာကြာနေတဲ့အပုပ်နံမျိုးထဲတေဆုံးပြီးသားတ
တာရဲ့တလိษံအပုံနံမျိုးကနှာခေါင်းထဲကိုစူးစူးရှာရှာနဲ့တိုးဝင်လို့လာခဲ့ပါတော့တယ်။အဲဒီပုံနံကြီးကဘလောက်တောင်မြင်တယ်လဲဆိုရင်ကျုံမအသက်ရှူဖို့ခက်ခဲတာကြောင့်လက်နဲ့နှာခေါင်းကိုအုပ်ထားခဲ့ရတယ်ဗျ။မောင်ရင်ဘုံကြီးဗိုက်စာလွန်လို့ပါ။တော်ထဲမှာလမ်းပြောင်နေရရက်ပေါင်းများစွာကြာလာပြီ။ဘုံကြီးအသက်ဆက်နိုင်ဖို့တခုခုကြွေးပါအောင်လားကွယ်။အဲဒီဘုံကြီးအိုကြီးကတော်ရင်နေတဲ့အတန်တနာစပွဲမျက်ဝန်းနေနဲ့အဆဆတောင်းခံလာပါတော့တယ်။ကျုံလဲစိတ်ထဲမှာဒီလိုညာကြီးမင်းကြီးဒီလိုတောနဲ့ကြီးထဲမှာဘုံကြီးကဘာလို့အဆစားခြင်းနေရလဲလို့တန်တရားဖြစ်လို့နေခဲ့တာပေါ့။ဒါပေမဲ့လေချိန်မှမြင်နေရတဲ့အိုမင်းမစွမ်းအချင်းလေးနဲ့တုံးတုံရင်ပုံစံကိုကြည့်ပြီးကျုံရင်ထဲမှာတနာစိတ်ကတန်တရားကိုကြော်လွန်လို့တွားခဲ့ပါတော့တယ်။အပုံနံတွေကပြင်းလွန်လို့နှာခေါင်းကိုအုပ်ထားရပေမဲ့ဒုက္ခရောက်နေတဲ့လူတစ်ယောက်ကိုပြမထားနိုင်တဲ့အညာသားရဲ့စိတ်နဲ့ကျုံမှရှိတဲ့ရိတ်ခါကိုပေးကမ်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်။တင်ပါဖေဟာတပည့်တော်စီမှာရွာသားတွေလှူထားတဲ့ခမင်းကြောက်တွေရှိပါတယ်။အရှင်ဖေဟာဖုံးပေးပါဖေဟာ။ကျုံလည်းအဲဒီလိုလျှောက်ထားရင်အစားအစာကိုပေးကမ်းလိုက်ပါတော့တယ်။အဲဒီလိုလူတန်းလိုက်တာဟာတေမင်းရဲ့လက်ကိုလှမ်းဆွဲတဲ့လိုဖြစ်သွားမယ်ဆိုတာကိုတော့အဲဒီအချိန်ကလုံးဝကိုမသိခဲ့ဘူးဗျ။အဲဒီຢာကဖုံးကြီးအိုကြီးရဲ့လက်ထဲကိုရောက်ခါနေချိန်မှာပဲကြေလောင်နဲ့ဆရာတော်ဦးနန္ဒာရဲ့သတိပေးစကားတန်ကထွက်ပေါ်လို့လာခဲ့ပါတော့တယ်။စံထုံးမပေးနဲ့အဲ့ရလူမဟုတ်ဘူးခွေငါတော့ကိုအမြန်လာခဲ့စမ်းစံထုံးအခုချက်ချင်းလာခဲ့ဆရာတော်ကြီးရဲ့အဝတ်တန်အဆုံးမှာတော့ကျုပ်ရှိကမြင်ခွင့်ဟာလဲကျုပ်တရဲ့ပြောင်းလဲလို့တွားခဲ့ပါတော့တယ်။ကျောက်ကတနာစိတ်နဲ့အဆအစာပေးကမ်းခဲ့ပေမဲ့လေအဲ့ဒီဘုံကြီးအိုဟာစုတော်မြတ်တာပို့တာပေးမဲ့အစာတော့တောင်တစ်ခုလုံးတုံရံသွားမတည့်ကျောင်းမပဲကောင်းတဲ့ဖျောက်တန်ကြီးကိုပြုတ်လိုက်ပါတော့တယ်။အဲ့ဒီတဟာလူတန်နဲ့မတူပဲကျော်ရင်ကောင်းတဲ့အထိတုံခါသွားစီလောက်အောင်ထောက်ချစရာကောင်းလာတယ်ဗျ။နောက်ဆုံးမှာတော့ရှုံ့သွားနေတဲ့ဘုံကြီးအိုရဲ့ခန္ဓာကိုယ်ဟာတစ်စက္ကန့်အတွင်းမှာပဲတဖြည်းဖြည်းနဲ့ကြီးမားထွားကျလာပြီးအစင်ကြားတွေနဲ့တော်တွင်ကြားကြီးတစ်ကောင်ရဲ့အဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါတော့တယ်။အဲ့ဒါဟာဒဏ္ဍာရီတွေကတမန်ကြားပါပဲ။ဂျာရဲ့ကြီးဟာကျုပ်ကိုအပိုင်းပိုင်းအဆဆဆွဲပြဲဖို့အချိန်နဲ့ခေါင်းတော်မဲ့အချိန်မှာပဲကြာတော်ဦးနန္ဒာဟာအစွမ်းထလာတဲ့ဂါထာတော်ကိုတွင်ငိမ်စွာနဲ့ပဲရုပ်ဆိုလိုက်တယ်ဗျ။အဲဒီခဏအတွင်းမှာပဲဆရာတော်ရဲ့လက်ဖွားထဲကနေလူရှာတောက်ပါတဲ့ထရီအောင်အလင်းတန်းတွေဟာရုတ်တရက်ထွက်လာပြီးလေထဲမှာဝဲပြန်ကတမန်ကြားကြီးစီကိုတက်တက်မတ်မတ်နဲ့ဥတီလိုတွားခဲ့ပါတော့တယ်။ဓမ္မတရားရဲ့အစွမ်းကြောင့်ဖက်ပေါ်လာတဲ့အဲဒီအလင်းတန်းတွေဟာကြာရဲ့ကြီးရဲ့ခန္ဓာကိုယ်ကိုမလုံးနိုင်အောင်တုံနှောင်လို့ထားလိုက်ပါတော့တယ်။အဲဒီလိုအချော့နှောင်ခံလိုက်ရတဲ့တမန်ကြားကြီးဟာဘလို့မှရုံးမရတဲ့အဆုံးမှာတော့ဆရာတော်ချေးမှာဝင်ဆင်းပြီးတော့အသက်ဘေးကနေချမ်းသာပေးဖို့အတွက်တောင်းပန်ရှာပါတော့တယ်။အရှင်ဖေဟာအရှုံးပေးပါပြီ။တပည့်တော်မှားသွားပါပြီ။အသက်ကိုချမ်းသာပေးပါအရှင်ဖေဟာ။မင်းသွားလို့ရကိုသွားပါ။ငါကဘသူအသက်ကိုမှတတ်ဖို့မရည်ရွယ်ဘူး။ငါတို့လမ်းကိုငါတို့သွားမယ်။မင်းလမ်းကိုမင်းသွားပါ။အချင်းချင်းမစော်ကားကြရင်အကောင်းဆုံးပေါ့။အရှင်ဖေရဲ့တကူကိုမသိပဲစမ်းသပ်မိတာတောင်းပန်ပါတယ်ဖေဟာ။နောက်ပြီးဒီလူငယ်လေးရဲ့ကံကြမ္မာဟာတင်မင်းရဲ့အရေးအောက်မှာကြောက်နေတာကိုတပည့်တော်မြင်နေရတယ်။ဒါကြောင့်ပြစ်မှားမိရဲ့အတွက်အပြစ်ပေးရဲ့အနေနဲ့ဒီကြားဆွဲလေးကိုသူ့ကိုပေးပြရစီရှင်ဖေဟာ။ဒါသူ့အတွက်ကိုစောင်းနဲ့လူအကာအကွယ်ဖြစ်စေပါလိမ့်မယ်။အဲဒီတမန်ကြားဟာကြောက်စဲတစ်ချောင်းချန်တာကအမောင်ထဲကိုတဖြည်းဖြည်းတိုးဝင်ကပျောက်ကလေးလိုတွားခဲ့ပါတော့တယ်။အဲဒီခါမှာတော့ဆရာတော်လေးကြောက်တူးတွေတုံနေတဲ့ကျုပ်ကိုအကျိုးတင်အကြောင်းတင်ရှင်းပြတော့တာပေါ့။အဲ့ဒါကိုတမန်ကြောက်လို့ခေါ်ရဲကွယ်။နောက်တစ်ခါတောတဲ့ထဲမှာဘသူပဲအစာလာတော့ဘာမှမပေးမိစေနဲ့စိတ်ထဲမှာလူဖြစ်နေတယ်လို့အတိအကျထင်မှတ်စေအောင်တော့ဦးစင်းရဲ့ခိုင်းစေချက်မပါပဲဘာမှမလုပ်နဲ့တခါစံထွန်းကဲကြားဆွဲကိုတွားကောက်လိုက်ပါဦးကျုပ်လေတိုးရီနေရဲ့လက်တွေနဲ့ကြားဆွဲကိုအမြန်ကောက်ယူပါဆရာတော်နောက်ကနေခတ်တုတ်တုတ်ကလေးလိုက်သွားခဲ့ပါတော့တယ်ဒါပေမဲ့အရီညာကစားပြီးဆရာတော်ဟာအရင်နေ့တွေကလိုမဟုတ်တော့ပဲထူးဆန်းစွာနဲ့ပဲပြောင်းလဲလို့သွားခဲ့တာပေါ့ဆရာတော်ဟာအရင်လိုအလင်းစလိုမကြွတော့ပဲတလန့်ချင်းကိုသတိကြီးကြီးနဲ့နေနေကွေကွေကြွနေတယ်လို့ခဏခဏလေးရက်ပြီးနောက်ကိုလှည့်ကြည့်ပါတော့တယ်ဆရာတော်ကြီးရဲ့နေရာကိုတုတ်ကြည့်လိုက်မိရင်တော့ဘာမှမရှိတဲ့တောနဲ့ကြီးထဲမှာမဲမောင်နေတဲ့တပည့်ရိတ်တွေကိုပဲမြင်လို့နေခဲ့ရတယ်ဗျဒါပေမဲ့ဆရာတော်ရဲ့စိုးရင်တကြီးမြုံဝင်းကကျုပ်ကိုရတဲ့ထိနဲ့ဖြစ်စီခဲ့ပါတယ်ကျုပ်တို့နောက်မှာလူမမြင်ရတဲ့တစုံတစ်ခုပါလာပြီးဆိုတဲ့အသည့်ကကျုပ်ကိုခြေပြလက်ပြားတွေကိုအေးသွားစေခဲ့တာပေါ့ဒီလိုနဲ့ရှောက်လာရင်နေဝင်ကြီးတရောချိန်ကိုရောက်တဲ့အခါမှာတော့တစ်ခုလုံးနဲ့မှာငုံကြီးတန်တွေနဲ့ဖုံးလွှမ်းလို့သွားပါတော့တယ်အစာပိုင်းမှာလေတိုးတန်လို့ထင်ခဲ့ပေမဲ့လည်းတေချာနားဆွန်ကြည့်တော့မှကျုံနာမည်ကိုခေါ်နေတဲ့နာကြီးစရာအတန်တွေကိုကြားလိုက်ရပါတော့တယ် စံထုံးမ
င်းဘယ်လိုမှပြေးလို့မလို့ဘူးငါတို့အသက်တွေကိုပြန်ပေး အဲဒီလိုဆိုပြီးတော့အမောင်တွေကနေတိုးထွက်လာတဲ့အဲဒီအတန်တွေကကျုပ်ရဲ့ကြောရိုးတဲ့အထိစိတ်ဝင်လို့သွားခဲ့တာပေါ့ခုနကဆရာတော်ခဏခဏနောက်ပြန်လှည့်ကြည့်နေတာဟာဒီအရာတွေကိုကြိုမြင်နေလို့ပဲဆိုတာကျုပ်ချက်ချင်းသဘောပေါက်လို့သွားခဲ့ပါတော့တယ်ဆရာတော်သူတို့ကဘာလို့တပည့်တော်ကိုတတ်ချင်နေရတာလဲဖေဟာတပည့်တော်ရဲ့သူတို့ကိုဘာအမှမလုံးမထားပါဘူးတပည့်တော်ကြောက်တယ်ဖေဟာတပည့်တော်ကိုကူညီပါဦးတကားစမ်းထုံဒီတော့တဲ့ဝင်လာရတဲ့အချိန်ကစလို့ဦးစင်တကားကိုဒုက္ခတွေအကြောက်တရားတွေကြားကနေလွတ်မြောက်အောင်ကူညီပေးပြီးပြီဒါပေမဲ့အတိတ်ဘဝကဝတ်ကြေးတွေကိုတော့လွတ်မြောက်အောင်ကူညီနိုင်စွမ်းဦးစင်မှာမရှိဘူးကွယ်အဲ့ဒါတွေကသူတို့ပိုင်ဆိုင်မှုတွေကိုပြန်လည်ရယူဖို့ရောက်လာကြတဲ့ဝိညာဉ်တွေပဲတနည်းပြောရရင်တော့တဲ့စီဒီပေါ့ကွယ်ဆရာတော်ကြီးရဲ့စကားဆုံးမှာတော့ကျုပ်ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးမှာတွေးညီနှံတွေနဲ့ဖုံးလန်းလို့တွားခဲ့ပါတော့တယ်ပိတ်ထားတဲ့အတိတ်ကအမောင်တို့ဟာရုတ်တရက်ပွင့်ထွက်လာပြီးတစ်သလုံးမိထားခဲ့တဲ့ငရေကန်းကြီးကမျက်စိရှိမှာအထင်းသားနဲ့ပေါ်ထွက်လို့လာခဲ့တာပေါ့တောက်ဆောင်တွေရဲ့ပတ်ပတ်လဲမှာတွေးတန်ရဲရဲနဲ့ကလေးတွေလူကြီးတွေလူအိုတွေအမြောက်များကကျုပ်ကိုဝိုင်းကြည့်ပြီးတော့ငိုတွေးလို့နေကြပါတယ် မင်းကလူယုံပါပဲငါတို့ကိုတေတို့နဲ့ပစ်ထားခဲ့တယ်ငါကလေးရဲ့အသက်ကိုပြန်ပေးပါ ငါနင်တို့ကိုမသိဘူးငါဘာမှလုံးမထားဘူးမင်းတို့ဘသူတွေလဲထွက်သွားပါတော့အဲ့ဒီအော်အတန်တွေဟာကျုပ်ရဲ့ဥကောင်းလေးကိုလူနဲ့အချက်ပေါင်းများစွာအထုခံရတယ်လို့ပြင်းထန်လွန်းလာတယ်ဗျအဲ့ဒီဝေဒနာနဲ့အတူကျုပ်အတင်းအကျပ်ပိတ်ဆို့ထားခဲ့တဲ့ပညာအဟောင်းတွေကလည်းရေတကားကျိုးတယ်လို့အရှင်အဟုန်နဲ့ပဲပွင့်ထွက်လို့လာခဲ့ပါတော့တယ်အဲ့ဒီကမှကျုပ်လည်းအရာအလုံးကိုအစီအီပြန်ပြီးတော့မှတ်မိလို့သွားခဲ့တာပေါ့အတိတ်ဘဝတုန်းကကျုပ်ဟာအရင်နဲ့လည်းမပြတ်ပဲအတိတရားကင်းမဲ့ခဲ့တဲ့ကားဆရာတယောက်ဖြစ်ခဲ့ဘူးပါတယ်။ညမှာတော့ခရီးသည်အပြည့်တင်လာတဲ့ကားကြီးကိုမူမူယူးယူးနဲ့အရှင်ပြင်းပြင်းမောင်းလာခဲ့ပါတယ်။ကားပေါ်မှာပါလာကြတဲ့ခရီးသည်တွေဟာကားကိုပြင်းပြင်းမောင်းမှုအတွက်တောင်းလန့်တကြားတောင်းပန်ခဲ့ကြပေမဲ့လည်းမန်တက်နေတဲ့ကျုပ်ကတော့ဘသူစကားကိုမှဒီမဆိုင်ခဲ့ပါဘူး အကူကားကိုဖြည်းဖြည်းလေးမောင်းလို့ရမလားညီမကားအချိန်ပြန်ရင်ကြောက်လို့ပါ ။ဒီမဲ့ညီမဒါကအကိုကားရဲ့ပုံမှန်အချိန်ပဲဘာမှစိတ်မပူနဲ့အချိန်တိုင်းတော့ရောက်မှာပါ။ဒါပေမဲ့နောင်တရဖို့အတွက်အရာအလုံးကပြန်မရနိုင်အောင်နောက်ကျလို့သွားခဲ့ပါပြီ။အရှင်မထိန်နိုင်တော့တဲ့ကားကြီးဟာလမ်းမေးကကြောက်သေးကိုထိုးကြကတိမ်မောက်လို့သွားခဲ့တာပေါ့။တရားဆဲဆဲဖြစ်နေတဲ့ခရီးသည်ရဲ့အသက်ခိုက်စရာအကူကြီးတောင်းတန်တွေကိုကြားနေခဲ့ရပေမဲ့ကျုပ်ကတော့လူသားချင်းစာနာစိတ်အနှဲငယ်တောင်မရှိပဲသူတို့ကိုပြစ်ထားကကိုလိုယုံပြီးဖပြေးလာခဲ့ပါတယ်။ကျုပ်ရဲ့နောက်ကမှာတော့ခရီးသည်အလုံးဟာကားထဲမှာတင်ပိတ်မိပြီးတောက်လောင်လာတဲ့မီလီယံတွေကြားမှာရဲရဲဆက်ဆက်နဲ့အသက်သေးဆုံးခဲ့ရပါတယ်အမျိုးသမီးတွေရဲ့နာကြီးစွာအော်ဟစ်နေတဲ့အတန်ယောက်ျားကြီးတစ်ယောက်ရဲ့မခံမရနိုင်တဲ့နာကျင်နေရဲ့အတန်ကလေးငယ်တွေရဲ့ငိုကြည့်တန်တွေဟာကျုပ်ရဲ့နားထဲမှာကြိတ်ကြိတ်လောင်လောင်နဲ့ပဲ့ထင်ထဲလို့လာခဲ့ပါတော့တယ်ကျွန်တော်မှားပါပြီအဲဒီချိန်မှာပဲကျုပ်ဟာရင်ခွက်မတက်အော်ဟစ်ငိုကြွေးရင်အတိတ်ကအပြစ်အလုံးကိုဝန်ခံလိုက်ပါတော့တယ်အဲဒီဖြစ်ရဲ့အကြောင်းကျုပ်ထောင်ချပြီးပြည်တံခံခဲ့ရပေမဲ့လည်းရင်ထဲကအပြစ်ရှိစိတ်ကတော့ဘယ်တော့မှပျောက်ကွယ်မသွားပဲငရဲမီလိုအမြဲတမ်းတောက်လောင်လို့နေခဲ့တာပါအဲဒီချိန်မှာပဲဘေးနားမှာရက်နေတဲ့တရေမကကျုပ်ရံမှုတိုက်ခိုက်ဖို့အတွက်အနာတီတိုးကတ်လို့လာခဲ့တာပေါ့ဒါပေမဲ့ကျုပ်လက်ထဲမှာစုပ်ကိုင်ထားတဲ့ကြားဆွဲဟာရုတ်တရက်ဆူးရှာတဲ့အလင်းတန်းတွေဖျားထွက်လာပြီးကျုပ်ကိုအကောက်ွယ်ပေးသလိုဖြစ်သွားတာကြောင့်တဆေးရီလည်းချိတ်ဆက်မတိုးနိုင်တော့ပဲရက်တန်လို့သွားခဲ့ပါတော့တယ်ဒီလိုထိတ်လန့်စရာအခြေအနေကြမှာပဲဆရာတော်ဦးနန္ဒာဟာမေတ္တာကိုရှိထားပြီးအဲဒီအညိုးကြီးလာတဲ့ဝိညာဉ်တွေကိုတင်းငိမ့်စွာနဲ့ပဲဖြောင်းဖြားလို့ပေးလိုက်ပါတော့တယ်ကလေးစားချခြင်းဆိုတာတန်တရားမှာအဖန်တလဲလဲပြန်ပေါ်လာနိုင်တဲ့လုပ်ရက်တစ်ခုပဲဒီလူငယ်လေးကိုခွင့်လွှတ်ပေးလိုက်ကြပါသူတသနာပေါင်လေးကိုဝင်ပြီးတင်းတို့အတွေ့အမြတမ်းတွေပေးပေးပါလိမ့်မယ်ဝေကျွေးဆိုတာရန်တို့ပြန်နေရင်မဆုံးနိုင်တော့ပါဘူးဆရာတော်ကြီးရဲ့စကားတန်ကိုကြားလိုက်ရတဲ့အခါမှာတော့ကျုံလေစိတ်ကိုရှော့ချလိုက်ပြီးဖြစ်လာသမျှအစိုးဆုံးကိုရင်ဆိုင်မှုအတွက်ဆုံးဖြတ်လိုက်ပါတော့တယ်တစီရီဝိုင်းတရာကိုခံယူဖို့စိတ်ကိုအသင့်ပြင်ပြီးစောင့်နေခဲ့ပေမဲ့လေအဲ့ဒီဝိညာဉ်တွေဟာငြိမ်သက်စွာမတ်တက်ရက်နေုံကလွဲလို့ကျိုးရံမှုတဲ့လှုပ်ရှားမှုတစုံတရာမပြုတ်လို့ကြတော့ဘူးဗျာဒူဇနာကအဲ့ဒီဝိညာဉ်တွေဟာကျုပ်ကိုနာကြီးတဲ့မျက်လုံးတွေနဲ့မကြည့်တော့ပဲတဖြည်းဖြည်းတည်ငြိမ်လို့သွားခဲ့ကြပါတော့တယ်တမန်ကြပေးခဲ့တဲ့ကြားဆွေဟာကျုပ်ကိုတစီရီရဲ့ရန်ကနေကာကွယ်ပေးဖို့တယ်မကပဲကျုပ်ရဲ့မိုင်မဲခဲ့တဲ့အတိတ်ကိုပြန်တရိရစေခဲ့ပြီးနောက်တော့ရအောင်လမ်းပြပေးခဲ့တာပဲဖြစ်ပါတယ်အဲဒီနောက်ကျုပ်လည်းဆရာတော်ချေမှာဥချရင်ကျုပ်ရဲ့အပြစ်တွေကိုစိတ်ကြောဖို့အတွက်သင်္ကန်းစီးပြီးဖို့တောင်းဆိုလိုက်တယ်ဗျ
ဆရာတော်ကလည်းမေတ္တာအပြည့်နဲ့လက်ခံခဲ့တာကြောင့်နောက်တနေ့မိုးလင်းချိန်မှာတော့ဆရာတော်ကိုယ်တိုင်ကျုပ်ကိုသာသနာပေါင်းလေးကိုတွတ်တွန်းချီးမြှောက်ပေးလိုက်ပါတော့တယ်အရှင်ဖေဟာတပည့်တော်ရဟန်းမဟုတ်ဖြစ်သေးတာအဲ့ဒီလိုကိစ္စတွေနောက်ချက်နေလို့ပါဖေဟာကိုတော်သိတယ်သူတို့လည်းခွင့်လွှတ်လိုက်ကြပြီဆိုတော့ဦးစင်လည်းသာသနာတာဝန်ကိုထမ်းဖို့ရင်သူတို့အတွေ့ကောင်းမှုကုသိုလ်တွေကိုပြုလုပ်ပေးလိုက်ပါကြောက်စဲကိုလည်းတိတ်တာပါဒါကဦးစင်းရဲ့စိတ်ထဲမှာကင်းရောက်နေတဲ့မကောင်းမှုအကြောင်းအရာတွေကိုရှင်းထုတ်ပေးခဲ့တာပဲအခုချိန်မှာတော့ကျုပ်ဟာဆရာတော်ဦးနန္ဒာရဲ့အနိကကြီးကြပ်မှုနဲ့အတူလောထဲမှာပဲသဒ္ဒနာပေါင်းလေးကိုရောက်ရှိလို့တွားခဲ့ပါပြီကျုပ်ရဲ့ကြံရှိခဲ့တဲ့ဘဝတတန်းတစ်လျှောက်လုံးမှာသာသနာအကျိုးကိုတည်ဖို့ရင်ကျုပ်ရဲ့မိုင်းမဲမှုကြောင့်တည်ဆုံးခဲ့ရရှာတဲ့ဝိညာဉ်တွေအတွေ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးကဝတ်ကြွေးတွေကိုစေကြောရင်ဖြတ်တန်းသွားတော့မှာပဲဖြစ်ပါတယ်ဆရာတော်ကြီးကတော့ကျုပ်ကိုလမ်းမှန်ပေါ်သို့ပို့ဆောင်ပေးပြီးရနောက်သူ့ရဲ့ဝတ်ကြွေးတွေကိုဆက်လက်စေကြောဖို့လောရဆောက်တီယာခရီးကိုတပါးတည်းခေါ်သွားခဲ့ပါပြီလောကမှာဘသူမှကံကံဤအကျိုးတရားကနေဖပ်ပြေးလို့မလွတ်နိုင်ပါဘူးနိဗ္ဗာန်မရောက်မချင်းတို့အားလုံးဟာကိုပြုခဲ့တဲ့လောက်ရက်တွေနဲ့ရလက်တွေကိုကောင်းသည်ဖြစ်စေစိုးသည်ဖြစ်စေမလွဲမသွေပြန်လည်ရင်ဆိုင်ကြရအောင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဇလန်လေးကတော့ဒီမှာပြီးဆုံးလို့သွားခဲ့ပါပြီဗျအဆုံးဒီနာဆင်ပေးရဲ့ပရိသတ်တယောက်ချင်းစီတန်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့တင်ဆက်သူမာနဲ့ပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုသဘောကျနေတဲ့တဲ့ဆိုရင်တော့ channel လေးကို subscribe နဲ့အသစ်တင်နိုင်သိရအောင်လဲဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့ကြဖို့မေတ္တာရက်ခံအပ်ပါတယ်တင်ဆက်မှုလေးမှာလိုအပ်ချက်များရှိခဲ့ရင်လည်း comment လေးမှာမှတ်ပြီးဝေဖန်အကြံပေးလို့ရပါတယ်ဗျအားလုံးပဲကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာစိမ့်ဆိုလို့အုံမိုင်းနေပြီဒီမရဲ့တစ်ပင်ကြီးများဟာနေအောင်မြေမတိလောက်အောင်ပေါရောက်နေတယ်ဘကိုးရိုးမရဲ့အနောက်ဘက်ချမ်းမှာတော့ထူးဆန်းတဲ့အဖြစ်အပျက်ကြီးတစ်ခုရှိခဲ့ပါတယ်အဲဒီနေရာကလူတအုပ်တယောက်များနေထိုင်ခြင်းမရှိပေမဲ့လေကျိန်စာတင်ပြီးတော့မော်စွမ်းနေနဲ့ပြည့်နေတယ်လို့ဆိုကြတယ်ဗျအဲဒီလိုစိမ့်ဆိုအုံမိုင်းနေပြီးတော့ဒီမရဲ့တစ်ပင်ကြီးနဲ့ပြည့်နေတယ်အဆိုပါတော့ကြီးရဲ့မှာတော့တားရဲ့တလိမ့်ဆန်များဟာလည်းအများပြားရှိလို့နေခဲ့ပါတယ်တိတ်ဆိတ်လို့ထောက်ကန်နေပြီးအန်ဒီရဲ့များလွန်းလာတဲ့အဆိုပါတော့ကြီးတဲ့ကိုတော့ဆရာတော်ဦးဒေဇာဟာသူ့ရဲ့စိတ်ကိုစမ်းသပ်မယ်ဆိုပြီးအဲ့ဒီနေရာမှာကမ္မထမ်းကျင့်ကြံပွားများဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်တယ်ဗျဒါပေမဲ့လည်းဆရာတော်ဦးဒေဇာဟာဒီခရီးစဉ်မှာတော့သူနဲ့အတူမုံဆိုကြီးဦးစိန်မောင်ကိုတပါးတည်းခေါ်ဆောင်သွားမှာပဲဖြစ်ပါတယ်မုံဆိုကြီးဦးစိန်မောင်ဟာငယ်စဉ်အခါတည်းကဘာကင်ပြည်သူနဲ့အတူတတော်ဝင်တတော်ထွက်နဲ့မုံဆိုအလုပ်ကိုလောက်ကင်လာခဲ့သူတဦးသားဖြစ်တာပေါ့ဒါပေမဲ့လည်းမုံဆိုကြီးဦးစိန်မောင်ဟာဘကိုးရိုးမှတောအုပ်ထဲကိုတော့တစ်ခေါက်တစ်ခါမှမရောက်ဖူးသေးပါဘူး။ဘာကင်ဖြစ်သူကိုယ်တိုင်ကလည်းတားဖြစ်သူကိုဘယ်တော့မှအဲ့ဒီတောအုပ်ထဲကိုမဝင်ဖို့ရာအတွက်အတန်တန်တတိပေးလို့ထားခြင်းသာဖြစ်တာပေါ့။ဆရာတော်ဖေ။အဲ့ဒီတောင်ကိုတကယ်ပဲတော့ဖို့ဆုံးဖြတ်ပြီးပြီလား။တပည့်တော်ရဲ့ဖခင်ကတတိပေးခဲ့တယ်ဗျ။အဲ့ဒီမှာအသက်ရှင်ပြန်လာတဲ့သူဘယ်သူမှမရှိဘူးတဲ့။ကျုပ်ကိုယ်တိုင်လည်းတွားခြင်းစိမရှိပါဘူး။ဒါပေမဲ့အရှင်ဘုရားကိုစိုးရင်လို့ပဲဒီအလုပ်ကိုလက်ခံလိုက်တာပါတကားကြီးကြောက်စိတ်ဆိုတာကိုယ်စိတ်ကဖန်တီးထားတဲ့အရာပဲကွယ်ကျုပ်တို့မှာတက်တည်ရှိပြီးကောင်းမှုကုသိုလ်ကိုမြဲမြံစွာယုံကြည်ရင်မကောင်းဆိုးဝါးတွေဘာမှမလုပ်နိုင်ပါဘူးအရာရာတိုင်းကိုမေတ္တာနဲ့အနိုင်ယူကြရမယ်ကွယ်ဒါပေမဲ့ဒီတော့ကြီးကလူဆိုးလူကောင်းကိုရွေးနေမှာမဟုတ်ဘူးဖေဟာအသက်ရှင်တည်ကြရမယ့်ကိစ္စပါအခက်မသိရင်တခါရဲ့တည်သွားနိုင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်တပည့်တော်ကတော့ဦးစင်းနဲ့တူလိုက်လာမှာပါကောင်းပါပြီတကားကြီးတာတုတာတုတာတုတကားကြီးကတော့တကားကြီးရဲ့တာဝန်တိုင်းလုပ်ပါဘုန်းကြီးလည်းဘုန်းကြီးတာဝန်ကိုလုပ်ပါမယ်တင်မဖေဟာအရှင်ဖေဟာရှေ့ကနေသွားပါတပည့်တော်အရှင်ဖေဟာရဲ့နောက်ကနေထက်ချက်မကွာလိုက်လာခဲ့ပါမယ်ကဲဦးစင်တကယ်ပဲဆုံးဖြတ်ပြီးပြီဆိုရင်တော့တပည့်တော်ဒီကနေ့ပဲခရီးစားလိုက်ရအောင်အဲဒီတော့မှတော့ဆရာတော်ဦးဒေစားနဲ့တူမုံဆိုးကြီးဦးစိန်မောင်တို့ဟာလိုအပ်သည့်အရာများကိုထုတ်ပိုးပြီးတော့ဘကိုးရုံမအနောက်ဘက်ကတောအုပ်ကြီးတွေကိုစတင်လို့ခရီးနှင်လာခဲ့ကြပါတော့တယ်ဒီလိုနဲ့ညတကောင်ရအချိန်ကိုရောက်တဲ့အခါမှာတော့မုံဆိုးကြီးဦးစိန်မောင်ဟာနှိတ်ချိုက်စွာနဲ့ပဲအိပ်ပျော်လို့သွားခဲ့တယ်ဗျဆရာတော်ကြီးဦးဒေစာကတော့တပါးတဲ့ကျောင်းလေးထဲမှာအေးဆေးတည်ငြိမ်စွာနဲ့ပဲတရားဘာဝနာပွားများလို့နေခဲ့တာပေါ့ပဝန်းကျင်တစ်ခုလုံးဟာလည်းတိတ်ဆိတ်လို့ငြိမ်သက်နေပြီးမှိန်ပြပြလာရောင်အောင်မှာတော့ဖြောတော်မြူမုံများနဲ့အတူတောတောင်ရဲ့အေးဆက်ဆက်အငွေ့အသက်ဟာလည်းအတိုင်းသားနဲ့ပေါ်ထွက်လို့နေခဲ့ပါတယ်ပဝန်းကျင်ရဲ့ဘဝတဏှာစီကနေပြီးတော့လေတောခွေဦးတန်ကြီးများဟာတရေရေနဲ့ပေါ်ထွက်လို့နေခဲ့တယ်ဗျထိုအချိန်မှာပဲမုံဆိုးကြီးဦးစိန်မောင်ဟာ
အိတ်ဆက်နေရာကနေလန်နိုးလို့သွားခဲ့ပါတော့တယ်အရှင်ဖေဒီနောက်မှာရွာတရွာရှိမယ်ထင်နေဗျအတန်ပလန်တွေကိုကြားနေရတယ်အရှင်ဖေမနှက်ပြန်စွမ်းဖုံးပေးလို့ရအောင်ဒါပေမဲ့အချိန်တွေကိုတွားကြည့်လိုက်ရမလားဖေတကားကြီးဒီနောက်မှာဘာရွာမှမရှိသလိုဘာလူမှလည်းမရှိဘူးကွအဲ့ဒါမကျွတ်မလို့ဖြစ်နေကြတဲ့နာနာဘဝတွေပဲဒါပေမဲ့ကြောက်တော့မသွားပါနဲ့တို့တို့ကဗန်အန်ဒီရဲမှပေးလာမှာမဟုတ်ပါဘူးဆရာတော်ကြီးဦးဒေသာနဲ့မုံစိုးကြီးဦးစိန်မောင်တို့ဟာအဲ့လိုပြောဆိုနေတော့မှတော့နားထဲမှာကြားနေရတဲ့အတန်တွေဟာတဖြည်းဖြည်းနဲ့ပို့ပြီးတော့ကျေလောင်လို့လာခဲ့တာပေါ့ကြားနေရတဲ့အတန်တွေဟာတဖြည်းဖြည်းနဲ့ပို့ပြီးတော့ကျေလောင်လာတယ်လို့ပို့ပြီးတော့လေရှင်းလင်းလို့လာခဲ့ပါတော့တယ်ကဲတကားလေးအတန်တွေကပို့ပြီးတော့နှိကပ်လာပြီပုံစံကိုကြည့်ရတာဦးစင်းတို့အနာကိုကတ်လာပြီဒီနေ့တတိနေရနေတော့တကားလေးစိန်မောင်ဆရာတော်ကြီးဦးဒေသာဟာမုံစိုးကြီးဦးစိန်မောင်ကိုအဲဒီလိုပြောဆိုပြီးတဲ့အခါမှာတော့မျက်လုံးကိုပြန်မိန်လိုက်ပြီးအေးစေးတင်းငိမ့်စွာနဲ့ပဲမေတ္တာတုတ်တန်ကိုရွတ်ဆိုလိုက်ပါတော့တယ်မုံစိုးကြီးဦးစိန်မောင်ကတော့တနက်ကိုဆွဲထုတ်လိုက်ပြီးပတ်ဝန်းကျင်ရဲ့ဘေဘီကိုလှည့်ပတ်လို့ကြည့်ရှုလိုက်တယ်ဗျအဲဒီချိန်မှာပဲဦးစိန်မောင်ရဲ့ရှိမှာကြောက်စရာကောင်းနေနာနာဘဝမိစ္ဆာတွေဟာကြောက်စရာကောင်းတဲ့အတန်တွေနဲ့ညှဉ်းညူရင်းပေါ်ထွက်လို့လာကြပါတော့တယ်မုံစိုးကြီးဦးစိန်မောင်လည်းအဲ့ဒီမြင်ကွင်းကိုမြင်လာရတဲ့အခါမှာတော့ကြောက်လန့်တုံးလုံးစွာနဲ့ပဲတနတ်မောင်းကိုဆွဲဖြုတ်လိုက်တယ်ဗျဒါပေမဲ့ထိုအချိန်မှာပဲဆရာတော်ဘုရားကြီးစီကနေပြီးမေတ္တာတို့ရွတ်ဆိုတန်တွေဟာအထင်သားနဲ့ပေါ်ထွက်လို့လာခဲ့ပါတော့တယ်အဲ့ဒီမေတ္တာတို့ရွတ်ဆိုတန်တွေဟာပတ်ဝန်းကျင်တစ်ခုလုံးကိုပဲ့တင်ထပ်လို့သွားခဲ့ပြီးဦးစိန်မောင်ရဲ့ရှိမှရှိနေတဲ့နာနာဘဝမိစ္ဆာတွေဟာလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်လို့သွားကြတာပေါ့ထိုအခါမှာတော့မုံစိုးကြီးဦးစိန်မောင်လည်းဆရာတော်ဘုရားကြီးရဲ့ဩဇာကြီးမားပုံကိုလက်တွေ့ကြကြမြင်လိုက်ရပြီးတော့ဆရာတော်ကြီးဦးဒေသာကိုအရင်ကတည်းပို့ပြီးကြီးညိုလေးစားလို့လာခဲ့ပါတော့တယ်နာနာဘဝမိစ္ဆာရီတောက်ကွယ်သွားပြီးရဲ့နောက်မှာတော့မုံစိုးကြီးဦးစိန်မောင်ဟာခဏတာများမေးဆက်လိုက်တာပေါ့ဆရာတော်ကြီးအရှင်ဦးဒေသာကတော့ပဋ္ဌာန်းဒေသနာတော်များကိုအဆက်မပြတ်ပဲရွတ်ဖတ်လို့နေခဲ့ပါတယ်ဒီလိုနဲ့အခြေအနေငယ်ကြတဲ့အခါမှာတော့ဦးစိန်မောင်ဟာဆရာတော်ကြီးရဲ့ပဋ္ဌာန်းရွတ်ဖတ်တန်တွေကြားမှာပဲနှစ်ချိုက်စွာနဲ့အိပ်ပျော်လို့သွားခဲ့ပါတော့တယ်ဒီလိုနဲ့အုံဆိုင်နေတဲ့တောအုပ်ကြီးထဲမှာငှက်တံမျိုးစုံကိုနားထဲမှာကြားလာရပြီးဦးစိန်မောင်တယောက်နိုးထားလို့လာခဲ့ပါတော့တယ်နေမင်းကြီးဟာလည်းမုတ်ကုတ်စောင်းဝိုင်းကြီးရဲ့အရှိဘက်အရက်စီကနေဖက်ပေါ်စာပြုတ်နေပြီးမနက်ခင်းကိုရောက်ရှိလို့လာခဲ့ပါတော့တယ်ဒုက္ခမှာတော့မုံစိုးကြီးဦးစိန်မောင်လည်းဆရာတော်ဘုရားကြီးနဲ့အတူခရီးဆက်ဖို့ရာအတွက်အစင်းသစ်ပြလို့နေခဲ့တာပေါ့ဦးစိန်မောင်ရဲ့စိတ်ထဲမှာတော့ဆရာတော်ဘုရားကြီးရဲ့သီလသမာဓိပညာကိုအရင်ကတည်းပို့ပြီးတော့ယုံကြည်လို့လာခဲ့ပါတော့တယ်ဒီလိုနဲ့ခရီးဆက်လာရင်ရက်အနေငယ်ကြာလာပြီးရဲ့နောက်မှာတော့ဆရာတော်ကြီးနဲ့ဦးစိန်မောင်တို့ဟာတောနဲ့ကြီးရဲ့ကိုနှက်ဆိုင်စွာနဲ့ပဲဝင်ရောက်လို့လာခဲ့ပါတော့တယ်ဒီလိုနဲ့အချိန်တွေတပြေးပြေးကုန်ဆုံးလာပြီးရွှေဝါရောင်နေမင်းကြီးဟာလည်းမုတ်ကုတ်ဆောင်ဝိုင်းကြီးရဲ့အနောက်ဘက်စီကိုရှော့ဆင်လို့သွားခဲ့ပြီးညဦးမောင်စားပြိုးချိန်ကိုရောက်ရှိလို့လာခဲ့ပါတော့တယ်ညတကောင်ရန်ချိန်ကိုရောက်ရှိလာတဲ့အခါမှာတော့ဆရာတော်ကြီးနဲ့အတူဦးစိန်မောင်တို့ဟာနှစ်ချိုက်စွာနဲ့ပဲအိပ်ပျော်လို့သွားခဲ့တယ်ဗျအဲဒီနောက်သိမကြခင်မှာတော့မုံစိုးကြီးဦးစိန်မောင်ဟာအဝိတ္တညာကနေပြီးကြောက်စရာကောင်းတဲ့ခွဲဦးတန်ကြီးကိုဦးစိန်မောင်တယောက်နားထဲမှာထင်းထင်းရှားရှားနဲ့ကြားလိုက်ရတယ်ဗျဦးစိန်မောင်ဟာခွဲဦးတန်ကြီးကိုကြားလိုက်ရတယ်ဆိုပေမဲ့အရာကနေလန်နိုးလို့သွားခဲ့တာပေါ့နောက်ပြီးဦးစိန်မောင်ဟာသူ့ရဲ့ညာဘက်ကိုလှည့်ကြည့်လိုက်ပါတော့တယ်ခါတိုင်းမှာဆိုရင်တော့ဆရာတော်ကြီးဟာဦးစိန်မောင်ရဲ့ညာဘက်မှာအမြဲတရားထိုင်ရင်ဘုရားစာတွေကိုရွတ်ဆိုလို့နေခဲ့ပေမဲ့လေအခုခါမှာတော့ဆရာတော်ကြီးဦးဒေသာဟာရှိလို့မနေခဲ့ပါဘူးထိုစဉ်မှာပဲဦးစိန်မောင်ရဲ့နားထဲမှာအတန်ကြီးတစ်ခုကိုထင်းထင်းရှားရှားနဲ့ကြားလိုက်ရတယ်ဗျဟေးကောင်လေးဘုန်းကြီးကဘယ်ရောက်သွားလဲကွာအမြန်လိုက်ရှာကြစမ်းဒီဘုန်းကြီးတခုခုဖြစ်လို့မရဘူးကွာအမြန်လိုက်ရှာကြအဲဒီလိုအကွက်ကွက်အတန်ကြီးကိုကြားလိုက်ရတဲ့အခါမှာတော့မုံစိုးကြီးဦးစိန်မောင်လည်းဆရာတော်ကြီးရဲ့အပေါ်မှာစိုးရင်စိတ်တွေကြီးစိုးလို့လာခဲ့ပါတော့တယ်ထို့နောက်မှာတော့မုံစိုးကြီးဦးစိန်မောင်ဟာအသင်ပါလာတဲ့လက်နေဓာမီကိုထုတ်ယူလိုက်ပြီးအုံမိုင်းနေတဲ့တောအုပ်ကြီးထဲမှာဆရာတော်ကြီးကိုရှာဖွေဖို့အတွက်ထွက်ခွာလို့လာခဲ့ပါတော့တယ်ဒီလိုနဲ့အချိန်အနေငယ်ကြားတဲ့အခါမှာတော့ဦးစိန်မောင်တယောက်ဓာမီအလင်းရောင်ရဲ့အောက်မှာလူတစုနဲ့အတူမတ်တက်ရပြီးစကားပြောနေတဲ့ဆရာတော်ကြီးကိုမြင်လိုက်ရတယ်ဗျဆရာတော်ကြီးနဲ့စကားပြောနေတဲ့သူတွေဟာတာမန်လူတွေလိုမဟုတ်ဘဲသူတို့ရဲ့မျက်နှာတွေဟာ
မျိုးမဲလို့နေခဲ့ပြီးအတော်လေးကိုကြောက်စရာကောင်းလို့နေခဲ့ပါတယ်အဲဒီလူတွေကလည်းဦးစိန်မောင်ရဲ့အတွေ့အတိုင်းလူတွေမဟုတ်ကြပဲနာနာဘဝတဆွေတွေသာဖြစ်လို့နေခဲ့တာပါတကားတို့ရေခမရတို့ရဲ့ဒုက္ခကိုကြုတ်ကြားတည်နေတာမို့ဒီကိုရောက်လာခြင်းသာဖြစ်ပါတယ်ခမရတို့တကယ်ကူညီမှုကိုလိုချင်ရင်ကျုပ်ကိုခမရတို့နေထိုင်ရာစီကိုခေါ်သွားကြပါဘာဖုန်ကြီးနိုင်တယ်လို့ကူညီပေးပါမယ်ကွယ်အရှင်ဖေရတကယ်ပဲကျုပ်တို့ရောက်ကိုလိုက်လာမှာလားအရှင်ဖေရစီကအခုလိုမျိုးစကားကိုကြားရတာတပည့်တော်တို့ဖြင့်ဝမ်းသာလိုက်တာဗျာကျုပ်လိုက်လာရုံနဲ့ခမရတို့ဒုက္ခတွေလွတ်မြောက်သွားနိုင်မယ်ဆိုရင်ကျုပ်ဝမ်းသာပါတယ်ကိုတော့လှုပ်ပေးနိုင်တာအကုန်လှုပ်ပေးမှာပါအဲဒီလိုချိန်တွေကိုမြင်လိုက်ရတဲ့မောင်စိုးကြီးဦးစိန်မောင်ဟာဆရာတော်ကြီးဦးဒေစာကိုစိုးရိမ်တကြီးနဲ့ပဲအခုလိုအော်ရစ်တတိပေးလိုက်ပါတော့တယ်အရှင်ဖေရတိုးနဲ့လိုက်မသွားပါနဲ့ဗျသူတို့ကမိတ်ဆာပဲသူတို့တွေကတကယ်လွတ်မြောက်ချင်လို့မဟုတ်ဘူးအရှင်ဖေရကိုလှည့်စားကြတာတပည့်တော်တို့ဒုက္ခရောက်ကုန်လိမ့်မယ်ဖေရမောင်စိုးကြီးရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့ရွာသူရွာသားပုံဖန်ဆင်းထားကြတဲ့မကောင်းဆိုးဝါးနာနာဘဝတွေဟာဦးစိန်မောင်ကိုဒေါသထွက်နေတဲ့အကြီးများနဲ့အတူလှည့်ကြည့်လိုက်ကြပါတော့တယ်။အုံးမကွာဒီမှာကောင်းလေးမင်းကကျုပ်တို့လိုချင်တာကိုနားမလည်ဘူးပဲ။ဘာဘုံကြီးနဲ့ကျုပ်တို့ဘာအတွက်ပြောနေကြတယ်ဆိုတာကိုသိမဲ့ပုံလေးမပေါ်ပါဘူးကွာ။ဒီမှာမိတ်ဆွေခမရကဒီငါစိတ်မမွေးနိုင်ပေမဲ့ဆရာတော်ကြီးရဲ့စိတ်ဓာတ်ဖြူစင်မှုကိုတော့မဖြစ်စည်းလိုက်ပါနဲ့။ကျုပ်တို့အားလုံးကအရှုံးပြားကိုဘာအန်ဒီရဲမှမပေးပါဘူး။ကျုပ်တို့နောက်ကိုလိုက်လာခဲ့လို့ဆရာတော်ကြီးမှဲ့ပေါက်မဆုံးစရာဘူးလို့အားလုံးကိုသာကျုပ်တာဝန်ယူပါတယ်။ကဲတကားကြီးစိတ်မှာစိတ်ကိုတည်ငြိမ်အောင်ထားပါကွယ်ကြောက်ရွံ့မှုကဘာဖုံကြီးတို့ကိုအကြရာတိုင်းမှာမှားယွင်းစွာဆုံးဖြတ်စေလိမ့်မယ်အဲ့ဒီကိုရောက်သွားရင်တကားကြီးရဲ့ဘဝလေးပြောင်းလဲသွားလိမ့်မယ်ကွယ်ဘာဖုံကြီးပြောတာကိုယုံပါကွယ်ဆရာတော်ကြီးဦးဒေစာရဲ့စကားအဆုံးမှာတော့မောင်စောကြီးဦးစိန်မောင်လေးဘာစကားတစ်ခုမှမပြောတော့ပဲတိတ်ဆိတ်လို့ငြိမ်သက်သွားခဲ့ပါတော့တယ်မတိမကြဖြစ်နေပေမဲ့နောက်ဆုံးမှာတော့တခြားရွေးချယ်စရာလမ်းမရှိတော့ပါဘူးမောင်စောကြီးဦးစိန်မောင်ဟာဆရာတော်ကြီးနဲ့အတူနာနာဘဝမိတ်ဆာတွေနောက်ကိုလိုက်ပါသွားပြီးတော့အမောင်ထူထပ်နေတဲ့တောအုပ်ကြီးတွေကိုဝင်းရောက်လို့လာခဲ့တော့တာပေါ့လမ်းတွေဟာလည်းကျင်းမြောင်းလာပြီးပတ်ဝန်းကျင်ရဲ့ဘေးဘီမှာလည်းခြုံတွေများနဲ့ပြည့်နေလို့နေခဲ့ပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်းတိတ်ဆိတ်လို့ငြိမ်သက်နေပြီးအသက်ရှူတန်းဟာလည်းကိုယ့်ရဲ့နားထဲမှာပြန်လဲကြောင်းအောင်လို့နေရပြီးဆရာတော်ကြီးဦးဒေစာဘာများဖြစ်သွားပြီလဲမသိပါဘူးကွာအကောင်းမှဟုတ်သေးရဲ့လားနာနာဘဝတွေရဲ့ဖန်ဆားတာများခံလိုက်ရပြီလားမသိဘူးဒီပုံစံအတိုင်းဆိုရင်ငါတို့အိမ်ကိုအသက်ရှင်ပြီးတော့ပြန်နိုင်မှာမဟုတ်တော့ဘူးမတနိုင်မှုလေးဘာပဲဖြစ်ဖြစ်အတူတူလာမရောအတူတူပဲပေါ့ဖြစ်ချင်တာသာဖြစ်ပြီးတော့ကွာမောင်စိုးကြီးဦးစိန်မောင်ဟာအဲ့လိုတွေးတော့ချင်းနေပဲဆရာတော်ဦးဒေစာနဲ့အတူမကောင်းဆိုးဝါနာနာဘဝတွေခေါ်ဆောင်ရာကိုလိုက်ပါလို့သွားခဲ့ပါတော့တယ်အဲဒီနောက်သိမကြခင်မှာပဲတိတ်ဆိတ်လို့ငြိမ်သက်နေတယ်ရွာလေးတရွာကိုရောက်ရှိလို့လာခဲ့ကြပါတော့တယ်အိမ်တွေဟာလည်းဟောင်းနှမ်းလို့နေပြီဖြစ်တာကြောင့်ကျုံရင်ပျက်စီးလို့နေခဲ့ပြီးအိမ်တွေတိုင်းကိုကြည့်ပြီးမြင်ရသူဦးစိန်မောင်အတွက်တော့အတော်လေးကိုကြောက်စရာကောင်းလို့နေခဲ့တာပေါ့အချို့သောအိမ်တွေမှာဆိုရင်နွယ်ပင်များကရွတ်ပတ်လို့ဖုံးနှမ်းနေခဲ့ပြီးအိမ်ဆိုတာတော့မသိရတော့ဘူးဗျရွှေရောင်အလားစင်ပုံများကိုထွန်းထူထားတဲ့ကြောက်တိုင်များပေါ်မှာတော့အရင်ကခန္ဓာထေဝမှုရဲ့အကျွမ်းအကြံတွေကိုမြင်တွေ့လို့နေရပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေကအခုချိန်မှာတော့အတိတ်ရဲ့အလောင်းကောင်ကြီးတွေဖြစ်လို့နေခဲ့တာပေါ့ဦးစိန်မောင်တို့ရောက်ရှိလာတဲ့ရွာလေးရဲ့အလဲတက်တယ်မှာတော့ချေအောင်ဖုံးကြီးကျောင်းလေးတစ်ခုရှိလို့နေခဲ့ပါတယ်ဒီလိုနဲ့ရွာလေးတွေကိုရောက်ရှိလာတဲ့အခါမှာတော့မကောင်းဆိုးကမိစ္ဆာကြီးဟာဆရာတော်ကြီးဦးဒေစာကိုကြည့်ပြီးတော့အခုလိုပြောလိုက်ပါတော့တယ်အရှင်ဖေရောက်ပါပြီဖေတပည့်တော်ကဒီနေရာမှာနေထိုင်ခဲ့တာပါအရှင်ဖေသာတပည့်တော်တို့ကိုကူညီမယ်ဆိုရင်တပည့်တော်တို့ဒီလိုရွာလို့ဒုက္ခကြီးကနေလွတ်မြောက်သွားမှာပါဗျာမကောင်းဆိုးကမိစ္ဆာကြီးကတော့ဆရာတော်ကြီးဦးဒေစာကိုကြည့်ပြီးအဲဒီလိုပြောဆိုလို့နေခဲ့ပါတယ်ဆရာတော်ကြီးဦးဒေစာကလည်းမကောင်းဆိုးကမိစ္ဆာကြီးပြောသည်များကိုနားထောင်လို့နေခဲ့တာပေါ့ဒါပေမဲ့မုံစိုးကြီးဦးစိန်မောင်ကတော့ရောက်ရှိလာတဲ့ရွာကြီးကိုငင်းမောကကြည့်ရှုလို့နေခဲ့ပါတယ်နောက်ပြီးမုံစိုးကြီးဦးစိန်မောင်ဟာဆရာတော်ကြီးဦးဒေစာကိုကြည့်ပြီးတော့အခုလိုပြောဆိုလိုက်တယ်ဗျအရှင်ဖေဒီရွာကြီးကိုလည်းကြည့်ပါဦးဒီလောက်ကြောက်စရာကောင်းနေတာအတရဆိုတာကြိုပြီးတော့ဘယ်သူမှမမြင်နိုင်ဘူးဖေဖြစ်မလာခင်တည်းကစင်ကျင်းမှရမယ်တပည့်တော်တို့လာရလန်းနိုင်မယ်နောက်ကိုပြန်လဲကြအောင်လားဗျာမုံစိုးကြီးဦးစိန်မောင်ရဲ့စကားအဆုံးမှာတော့ဆရာတော်ကြီးဦးဒေစာဟာဦးစိန်မောင်ကိုကြည့်ပြီးတော့အေးဆက်တင်းငိမ့်သောအကြည့်များနဲ့အတူ
အခုလိုမိန်လိုက်တာပေါ့တခါကြီးစိတ်မောင်ဘဝတိုင်းမှာဒုက္ခရဲ့မူလအကြောင်းရင်းရှိတယ်ကွယ်ဒုက္ခရောက်နေတဲ့သူကိုကယ်ကောင်းပါတယ်တကားတော်ရဲ့သူတို့အခုကြုံတွေ့နေရတဲ့ဒုက္ခကဘာလဲဆိုတာကိုဦးစင်းတို့ဒီမှာသူတို့ကိုကူညီလို့ရမယ်မဟုတ်လားကွယ်လာပါတကားတော်ကြောက်မနေပါနဲ့ဦးစင်းရှိပါတယ်အဲဒီအချိန်မှာပဲအေးဆက်ဆက်လင်းချင်းလေးတစ်ခုဟာဖြစ်ခနဲ့ဆိုသလိုတိုးဝေလို့လာခဲ့ပါတော့တယ်နောက်ပြီးတရွက်များဟာလည်းလေပေါ်မှာဝဲပြန်လို့သွားခဲ့တယ်ဗျထိုအချိန်မှာပဲဆရာတော်ဦးဒေသားနဲ့အတူမုံစိုးကြီးဦးစိန်မောင်ကိုလမ်းပြခေါ်ဆောင်လာတဲ့မကောင်းဆိုးကနာနာဘဝဟာရှေ့တက်မှာမတ်တဲ့ရက်နေပြီးဇူဆိုင်တော်အကြီးများနဲ့အတူကြည့်ရှုလို့နေခဲ့ပါတယ်ထိုအချိန်မှာပဲဆရာတော်ဦးဒေသားကိုဦးဆောင်ခေါ်လာတဲ့သူဟာဆရာတော်ကြီးကိုမျှော်လင့်ချက်အပြည့်နဲ့ကြည်ရင်အခုတို့ပြောဆိုလိုက်ပါတော့တယ်အရှင်ဘုရားဒီနေရာကကျုပ်တို့ကျင်းစာမသိခင်နေထိုင်ခဲ့တဲ့နေရာပါဒီရောက်ကလူတွေကတခါကကုတန်ရောင်းဝယ်နဲ့ချမ်းသာကြွေးဝခဲ့ကြပါတယ်ဒါပေမဲ့လောဘကြီးမှုကြောင့်ကျုပ်တို့ကအချင်းချင်းသစ္စာဖောက်ခဲ့ကြတာပါနောက်ဆုံးမှာရွာထဲမှာအပြန်အလှန်တပ်ဖြတ်မှုတွေဖြစ်လာပြီးတော့ကျင်းစာတွေဖြစ်လာခဲ့ပါတယ်ရွာသားကြီးကတိတ်ဆုံးသွားခါနီးမှာကျုပ်တို့ရဲ့ဝိညာဉ်တွေကိုကျုပ်တို့ရဲ့အပြစ်တွေကြောင့်ဒီနေရာမှာပဲချုံနှောင်လို့ထားခဲ့တာပါမကောင်းဆိုးအားကြီးရဲ့စကားအဆုံးမှာတော့ဆရာတော်ကြီးဦးဒေသာဟာအချိန်နဲ့ငယ်ကြောင်အောင်တိတ်ဆိတ်လို့ငြိမ်သက်သွားခဲ့ပါတော့တယ်အဲဒီနောက်မှာတော့ဆရာတော်ကြီးဦးဒေသာဟာဖះเจ้าရှိကကွင်းမြင့်အလဲသို့သွားလိုက်ပြီးဂါထာမန္တန်တွေကိုစတင်လို့ရွတ်ဆိုလိုက်တယ်ဗျဆရာတော်ကြီးရဲ့လက်ထဲကနေလေရွှေဝါရောင်အလင်းတန်းများဟာပေါ်ထွက်လို့လာခဲ့ပြီးနတ်ဆိုးအုပ်စုရဲ့ညီညူတန်းများဟာပေါ်ထွက်လာရင်းကနေတဖြည်းဖြည်းနဲ့ပျောက်ကွယ်လို့သွားခဲ့ပါတော့တယ်ဒီမြင်ဝင်းကိုမြင်လိုက်ရတဲ့အခါမှာတော့မုံစိုးကြီးဦးစိန်မောင်ဟာဆရာတော်ကြီးကိုကြည့်ပြီးတော့အခုလိုပြောဆိုလိုက်တာပေါ့အရှင်ဖေဟာဘယ်လိုလုပ်လိုက်တာလဲဗျာသူတို့ကအရှင်ဖေဟာကိုအကူကြီးတောင်းထားတာမဟုတ်ဘူးလားဘာလို့သူတို့ကိုဂါထာတွေရွတ်ပြီးတော့လုပ်လိုက်တာလဲအဲဒီချိန်မှာပဲဆရာတော်ကြီးဟာရွတ်ဖတ်နေတဲ့ဂါထာတွေကိုရပ်တန့်လိုက်ပြီးတော့ကျဲလောင်သွားနေပဲအော်ဟစ်ကရေမောလိုက်ပါတော့တယ်ဆရာတော်ကြီးရဲ့ရမောတန်ဟာလည်းပတ်ဝန်းကျင်တစ်ခုလုံးကိုထိန်းဟောက်လို့သွားခဲ့တာပေါ့နောက်ပြီးဆရာတော်ကြီးဟာအရင်ကတည်းကမတူတော့ပဲပုံစံကိုကြည့်ရတာအတော်လေးကိုပြောင်းလဲလို့သွားခဲ့ပါတော့တယ်မင်းဟာတိတ်ကိုရိုးသားပြီးတော့အလွန်းကိုအတာပဲကွာဒီနေရာကငါနှစ်ပေါင်းများစွာရှာဖွေခဲ့တဲ့လှိုးဝက်တဲ့ရွာပဲဒီရွာသားတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအချင်းချင်းတက်ဖြတ်ကြတယ်ကွာဒါပေမဲ့တေဆုံးသွားကနီးမှာတို့တို့ဟာရွာဖျားကျောင်းအောင်မှာပဲလန္နာတွေကိုမြုပ်ပစ်ခဲ့ကြတယ်ဘသူမှတွေ့ဘူးချင်းမရှိသေးတဲ့ကြီးမားတဲ့ရတနာတွေပေါ့ကွာတင်မဖေဟာအရှင်ဖေဟာပဲစောနာကမကောင်းစဝါးတွေကိုကဲတင်မယ်ဆိုအခုဘလို့ဖြစ်သွားတာလဲဖေဟာသူတို့ကိုမကဲတင်တော့ဘူးလားဦးစိန်မောင်ရဲ့စကားအဆုံးမှာတော့ဆရာတော်ကြီးဦးဒေသာဟာကျဲတောင်စွာနဲ့ပဲထပ်မံလို့ရဲလိုက်ပြန်มาတော့တယ်အဲဒီနောက်မှာတော့ဆရာတော်ကြီးဟာဦးစိန်မောင်ကိုကြည့်ပြီးတော့အခုလိုပြောလိုက်တယ်ဗျမင်းကိုယုံနံအောင်လုပ်တဲ့လူမကြီးလို့ပြောရင်ပုံမှန်လိမ့်မယ်ကွာငါကတကယ်တော့အောက်လန်းစီရတယောက်ပဲရဟန်းမဟုတ်ဘူးဒါပေမဲ့ငါမှအတတ်ပညာတွေအများကြီးရှိတယ်ကွာအဲဒီလိုအတတ်ပညာရှိလို့ဒီနတ်ဆိုးတွေကိုလည်းလှည့်စားနိုင်တာပေါ့ငါဒီဘန္နာတွေကိုလိုချင်လို့ဘုန်းကြီးဟန်ဆောင်ခဲ့တာပဲမင်းကမုတ်ဆိုးတယောက်မဟုတ်ဘူးလားကွာမင်းကလည်းငါဒီကိုကြောက်အောင်ကူညီပေးဖို့လိုအပ်တဲ့သူပဲစိတ်မပူပါနဲ့စိတ်မောင်းရဘာပဲဖြစ်ဖြစ်မင်းနဲ့ငါကအခုအချိန်မှာသွေးတောင်ညီကိုတွေဖြစ်နေကြပြီကဲလာလုံးဆရာရှိတာကိုအရင်လုပ်ရမယ်ပြီးရင်ရလာတဲ့ယတနာတွေကိုမင်းတဝဲငါတဝဲခွဲယူကြတာပေါ့ကွာဟာဆရာတော်ကြီးဦးဒေသာဟာအဲ့လိုပြောဆိုလိုက်ပြီးတော့ကျဲလောင်စွာနဲ့ပဲရေမောလိုက်တယ်ဗျမုံစိုးကြီးဦးစိန်မောင်ကတော့သူယုံကြည်ကြီးညိုလေးစားရတဲ့ဘုံကြီးတစ်ပါးဟာအောက်လန်းဆရာတော်ဖြစ်နေရကြောင်းအံ့ဩမင်တက်လို့နေခဲ့ပါတော့တယ်နောက်ပြီးဆရာတော်ကြီးဦးဒေသာပြောခဲ့တဲ့ဒီကိုရောက်ရင်မင်းဘဝပြောင်းလဲသွားလိမ့်မယ်ဆိုတဲ့စကားကိုလေအခုမှနားလေသဘောပေါက်လို့သွားခဲ့တော့တာပေါ့အဲ့ဒီအချိန်မှာပဲပတ်ဝန်းကျင်တစ်ခုလုံးမှာကြောက်စရာကောင်းတဲ့ခွဲဥတန်းကြီးတွေဟာလည်းစတင်လို့ပေါ်ထွက်လာခဲ့ပါတော့တယ်နောက်ပြီးပတ်ဝန်းကျင်ရဲ့အနီးနားကနေပြီးတော့လေမကောင်းဆိုးဝါးတွေရဲ့စူးရှာအကွက်ကွက်အတန်ကြီးတွေဟာတဖန်ပြန်ပြီးတော့ပေါ်ထွက်လို့လာခဲ့တယ်ဗျအဲ့ဒီမှာပဲမုံစိုးကြီးဦးစိန်မောင်ဟာပျောက်ကဲသွားခဲ့တဲ့မကောင်းဆိုးဝါးနာနာဘဝတွေကိုဆရာတော်ကြီးရဲ့အချိန်မှာပြန်ပြီးတော့မြင်လိုက်ရပါတော့တယ်အဲ့ဒီမကောင်းဆိုးဝါးနာနာဘဝတွေဟာနေကြီးတဲ့ကနေတဖြည်းဖြည်းနဲ့ပေါ်ထွက်လို့လာခဲ့ပြီးပထမတစ်ခါမြင်တွေ့ရတဲ့ပုံစံနေမဟုတ်တော့ပဲကြောက်စရာကောင်းတဲ့ကျင်းစာအတိုက်ခံရတဲ့ပုံစံနေဖြစ်ကိုပြောင်းလဲလို့တွားခဲ့ကြတယ်ဗျဆရာတော်ကြီးဦးဒေသာမဟုတ်တော့ပဲအောက်လန်းဆရာဦးဒေသာဖြစ်သွားတဲ့
အယောင်ဆောင်ဖုန်းကြီးဟာလည်းအခုလိုနာနာဘဝတွေတဖန်ပြန်ပြီးတော့ထွက်ပေါ်လာတာကိုမြင်လိုက်ရတယ်ဗျ။အန်ဒီရဲ့ကြားတွေကိုရောက်နေပြီဆိုတာသိနေပေမဲ့လေအောက်လန်းဆရာကြီးဦးဒေစာကတော့အေးဆက်တင်းငိမ့်စွာနဲ့ပဲစိတ်ကိုတည်ငြိမ်အောင်ထားလိုက်တာပေါ့။အဲဒီနောက်မှာတော့အောက်လန်းဆရာကြီးဦးဒေစာဟာလက်နှစ်ဖက်ကိုလေပေါ်မှာမြောက်လိုက်ပြီးတော့ဂါထာမန်တန်တွေကိုစတင်လို့ရွတ်ဆိုလိုက်ပါတော့တယ်။ဂါထာရွတ်ဆိုတဲ့နေရာပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းလို့တွားခဲ့ပေမဲ့လေမကောင်းဆိုးဝါးနာနာဘဝတွေကတော့ဘာတုတ်ပြန်မှုမှမရှိပဲအထင်သားနဲ့ဆက်ရှိလို့နေခဲ့တာပေါ့။အောက်လန်းဆရာကြီးဦးဒေစာဟာအောက်လန်းဂါထာတွေကိုရွတ်ဆိုပြီးနတ်ဆိုးတွေကိုအဲ့ဒီနေရာကနေအပိတိုင်နှံထုတ်လို့နေခဲ့တာပါ။ဒါပေမဲ့လေနတ်ဆိုးတွေဟာပျောက်ကဲသွားခြင်းမရှိတဲ့အခါမှာတော့အောက်လန်းဆရာကြီးဦးဒေစာတယောက်အတော်လေးကိုအခက်တွေ့လို့နေခဲ့တာပေါ့။မကောင်းဆိုးဝါးကြီးစီကနေပြီးအကွက်ကွက်အတန်ကြီးဟာလည်းပေါ်ထွက်လို့လာခဲ့ပါတော့တယ်။ ဟောဒီနေရာကမကောင်းတဲ့သူတွေအတွက်ဆိုမဲဘီကိုတော်ရမယ်လမ်းမေးကွာဒီနေရာကိုရောက်လာတဲ့မကောင်းတဲ့လူမှတည်းအသက်ရှင်လေးပြန်ထွက်သွားရတယ်ဆိုတာထုံးစံမရှိဘူးအစားကတော့မင်းကိုသူတော်စင်တယောက်တို့ငါတို့ကထင်ခဲ့မိတာကွာမင်းလည်းမကောင်းတဲ့အောက်လန်းစီရောပဲအဲ့တော့မင်းဒီနေရာကနေအသက်ရှင်ပြီးပြန်ထွက်သွားရမယ်လို့စိတ်ကိုမကူးနေတော့အောက်လန်းစီအဆုပ် အောက်လန်းဆရာကြီးဦးဒေစာကတော့မကောင်းဆိုးဝါးနာနာဘဝကြီးပြောသည်များကိုနည်းနည်းလေးမှနားမယောင်ပဲသူရဲ့အောက်လန်းဂါထာတွေကိုသာဆက်လက်လို့ရွတ်ဖတ်နေခဲ့တာပေါ့အဲဒီဂါထာတန်တွေကိုကြားနေရတဲ့အခါမှာတော့မကောင်းဆိုးဝါးတွေဟာလည်းဒေါသတွေထွက်လာကြပြီးတော့ကျဲတောင်စွာနဲ့ပဲအော်ဟစ်လိုက်ပါတော့တယ်ဒုက္ခမှာတော့ပတ်ဝန်းကျင်တစ်ခုလုံးဟာတုံလို့ခါရီလို့သွားခဲ့ပြီးပတ်ဝန်းကျင်ရဲ့ဘေဘီမှာအိတ်ဆက်နေကြတဲ့ကျင်းငယ်ပေါင်းတို့ဟာလည်းကြောက်လန့်စွာနဲ့ပဲဝဲပြန်လို့သွားကြပါတော့တယ်အဲဒီနောက်မှာတော့မကောင်းဆိုးဝါးနတ်ဆိုးကြီးတစ်ကောင်ဟာသူ့ရဲ့နောက်မှာရှိနေကြတယ်မကောင်းဆိုးဝါးတွေကိုရင်ဆိုင်တိုက်ခိုက်ကြဖို့အတွက်အချက်ပေးလိုက်တယ်ဗျဒီလိုနဲ့အောက်လန်းဆရာကြီးဦးဒေစာနဲ့မကောင်းဆိုးဝါးတွေဟာအချင်းတော်ကြောင့်အောင်တိုက်ခိုက်နေကြပြီးနောက်ဆုံးမှာတော့အောက်လန်းဆရာကြီးဦးဒေစာဟာရှုံးနေလို့သွားခဲ့ပါတော့တယ်တစ်ချိန်ကအေးဆက်တည်ငြိမ်ပြီးခန္ဓာထဲဝမှုတွေပြည့်နေနေတဲ့ဆရာတော်ကြီးဦးဒေစာရဲ့ခန္ဓာကိုယ်ကြီးဟာလည်းအခုခါမှာတော့စာလောင်ငတ်မှုနေကြတဲ့မကောင်းစောဝါးတွေရဲ့အစအစဖြစ်ကိုရောက်ရှိလို့သွားခဲ့တာပေါ့တစ်ချိန်ကဆရာတော်ကြီးကိုကြီးညိုလေးစားမိခဲ့တဲ့မော်စိုးကြီးဦးစိန်မောင်ဟာလည်းလိုက်လာမိခဲ့တဲ့သူ့ရဲ့အမားကိုတတိထားမိလို့သွားခဲ့ပါတော့တယ်မကောင်းစောဝါးနာနာဘဝတွေဟာအောက်လန်းဆရာကြီးဦးဒေစာရဲ့အသားတွေကိုအတန်ထွက်အောင်ကိုက်စားနေချိန်မှာတော့မော်စိုးကြီးဦးစိန်မောင်နဲ့စကားပြောခဲ့ဘူးတဲ့မကောင်းစောဝါးကောင်းဆောင်ကြီးဟာဂယုဏတက်တဲ့အကြည့်တစ်ချက်နဲ့အတူဦးစိန်မောင်ကိုလှည့်ကြည့်လိုက်ပါတော့တယ်အဲဒီနောက်မှာတော့မကောင်းဆိုးဝါးကြီးဟာမော်ဆိုးကြီးဦးစိန်မောင်ကိုကြည့်ပြီးတော့အခုလိုပြောဆိုလိုက်တယ်ဗျာ မင်းကတော်တော်အားရကောင်းလေကွာမင်းလည်းနောက်ဆိုလူတိုင်းကိုမယုံကြည်နဲ့တော့လူတိုင်းကယူသားမှုနဲ့မထိုက်တန်ဘူးမင်းကိုတော့တနာလို့ငါတို့ဘာမှမလုပ်တော့ဘူးအဲ့တော့မင်းလာရလာနဲ့ပြန်လိုက်တော့ကွာမကောင်းဆိုးဝါးကြီးရဲ့စကားအဆုံးမှာတော့မော်ဆိုးကြီးဦးစိန်မောင်ဟာလည်းမကောင်းဆိုးဝါးကြီးရဲ့ဂိူနာတက်ညာမှုကြောင့်အသက်ရှင်ခွင့်ရလို့သွားခဲ့ပါတော့တယ်ဒုက္ခမှာတော့ဦးစိန်မောင်ဟာအဲ့ဒီနေရာကနေနောက်ကိုတစ်ချက်လေးပင်ပြန်မကြည့်တော့ပဲကျွန်တော်နဲ့တင်မတသားတဲ့ကြောက်အောင်ထွက်ပြေးလို့သွားခဲ့တာပေါ့နောက်ပြီးဦးစိန်မောင်ရဲ့စိတ်ထဲမှာလည်းသင်ခန်းစာတစ်ခုကိုကောင်းကောင်းကြီးရရှိလို့သွားခဲ့ပြီးသူရောက်ကိုပြောင်းတဲ့အခါကျရင်ဘိုးသားစာနဲ့ပဲတောက်တဲ့ထင်းခုတ်တဲ့အလုပ်ကိုပဲလုပ်ကင်တော့မင်းလို့ဆုံးဖြတ်ထားလိုက်ပါတော့တယ်နောက်ပြီးအခါခွင့်သိရင်လေဒီဝါလေးကိုနောက်တစ်ခေါက်ပြန်သွားပြီးပိတ်မီနေရဲ့ကျင်းစာတွေကိုဖြည့်ဖြောက်ပေးမယ်လို့ဆုံးဖြတ်ချက်ချလိုက်တော့တာပေါ့တော်ကြီးမြမဲထဲမှာဘယ်စီဘယ်ဝဲရောက်နေမှမသိပဲရောက်တဲ့အရက်ကိုမျက်နှာမူပြီးတော့ပြေးလွှားနေတဲ့မိုးစိုးကြီးဦးစိန်မောင်ဟာနောက်တနေ့အာယုံဦးမှာတော့ထင်မှတ်မထားပဲမယောင်ကြီးရဲ့အလင်းရောင်အောက်မှာသူနေထိုင်တဲ့ရွာရဲ့အဝင်လမ်းလေးကိုရောက်ချီလို့တွားခဲ့ပါတော့တယ်ပရိသတ်ကြီးများခင်ဗျာဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးလို့တွားခဲ့ပါပြီတင်ဆက်မှုလေးမှာလိုအပ်ချက်လေးများရှိကြရင်လေဖြော်ပြရေးတစ်ခုအနေနဲ့သာကြည့်ရှုပေးဖို့အတွက်မေတ္တာရက်ခံလိုက်ပါတယ်ဗျာတင်ဆက်မှုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့အသစ်တင်တိုင်းသိရအောင်လဲဘိန်းနာ notification ခေါင်းလောင်းလေးကိုနှိပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါတယ်ဇလန်လေးထဲမှာဝေဖန်အကြံပြုချင်တာလေးများရှိကြရင်လေ comment ပေါက်လေးမှာဝင်ရောက်ရေးသားပြီးအကြံဉာဏ်များပေးနိုင်ပါတယ်ဗျာကျွန်တော်ကတော့တင်ဆက်သူမာနဲ့ပဲဖြစ်ပါတယ်အားလုံးပဲကောင်းသောနေ့လေးကိုပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းရင်ဇလန်လေးကိုအဆုံးသတ်လိုက်ပါတယ်